ဒီညဟာကျွန်တော်တို့တကယ်ဝမ်းမြောက်စရာညဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ conference ကျွန်တော်ဝိညာဉ်တော်ရဲ့သာသနာ ministry ဆိုတဲ့အရာကိုနားထောင်ဖို့ရန်ပါဝင်တဲ့သူတွေအားလုံးပေါ်မှာလည်းအထူးကျေးဇူးတင်ပါတယ် I do want you guys to know that there are people all over the world that are praying for Myanmar and especially praying for the Chin people. ကျွန်တော်အားလုံးကိုသိစေချင်ပါတယ်ဒီကမ္ဘာလောကကြီးနေရာရဲ့မှာရှိတဲ့ယုံကြည်သူတွေကမြန်မာလူမျိုးတွေအတွက်အထူးသဖြင့်ဒီချင်းလူမျိုးတွေအတွက်ဆုတောင်းပေးနေတယ်ဆိုတာကိုသိစေချင်ပါတယ် There is not a day that goes by that we do not lift you before the God of heaven to intercede for your country for his glory. ကျွန်တော်တို့နော်ဆုမတောင်းပေးတဲ့ရဲ့ဘုရားသခင်ထံမှာမြန်မာနိုင်ငံကြီးငြိမ်းချမ်းဖို့ရန်အတွက်ကျွန်တော်တို့ဘုရားသခင်ထံမှာဆုတောင်းခြင်းနဲ့မချင်းကပ်တဲ့ရဲ့ဆိုတာခုထိမရှိသေးပါဘူး We appreciate you and we love you and we are daily bringing you and your needs to our God. And I know that our God hears and I know that he will answer in his time. ကျွန်တော်အားလုံးကိုတကယ်ဂုဏ်ယူတယ်အားလုံးကိုလည်းကျွန်တော်တို့ချစ်တယ်ပြီးလို့ရှိရင်အားလုံးအတွက်လိုအပ်နေတဲ့အရာကိုကျွန်တော်တို့ရဲ့ကြီးမြတ်တဲ့ဘုရားရှင်ထံမှာဆုတောင်းခြင်းအပြင်အမြဲတမ်းကျွန်တော်တို့ဆောင်ယူပေးနေပါတယ်ဆိုတာကိုကျွန်တော်သိတယ်အားလုံးမစိုးရိမ်ဘဲနဲ့အားလုံးရဲ့လိုအပ်ချက်ကိုဘုရားခင်ပေးပါပါ And I am honored to be able to share God's word with you this week. So I just want to say again, thank you for this privilege and this wonderful opportunity. ဒီတစ်ပတ်မှာကျွန်တော်ဤကဲ့သို့ဝင်ငှခွင့်ရတာဟာကျွန်တော်တို့တကယ်ကိုကြီးမားတဲ့အခွင့်အရေးဖြစ်သည့်အလျောက်ဒီရာအတွက်မှာလည်းကျွန်တော်အရန်ကိုကျေးဇူးတင်တယ်လို့ပြောလိုပါတယ် So I invite you to turn with me to the book of Romans, and we're going to look again at Romans chapter 6. ဒီနေ့မှာကျွန်တော်တို့ယောမခန်းကြီး6ကိုကျွန်တော်ပြန်လည်ပြီးတော့ကြည့်ရှုဖို့ရန်ကျွန်တော်ဖိတ်ခေါ်လိုပါတယ် And tonight we're going to look simply at one verse found in verse 14. It's the verse that we ended with yesterday, Romans chapter 6 and verse 14. ဒီညမှာကျွန်တော်တို့ကကျမ်းပိုက်တစ်ပိုက်လေးကိုပဲကြည့်ပါဖြစ်ပါတယ်မနေ့ညကကျွန်တော်တို့အဆုံးသက်အနေနဲ့ကျွန်တော်တို့ကြည့်သွားတဲ့အပိုက်ငယ်14ဖြစ်ပါတယ် Heard the story of a man who lived in a country whose laws dictated that they were not allowed to be out in the streets after 6 p.m. ကျွန်တော်ပုံပြင်လေးတစ်ပုဒ်ကြားဘူးပါတယ်အဲ့ဒါကဘာလဲဆိုရင်တော့နိုင်ငံတစ်နိုင်ငံရှိတယ်အဲ့ဒီနိုင်ငံတစ်နိုင်ငံကသူတို့ဥပဒေပြဋ္ဌာန်းထုတ်ထားတယ်အဲ့ဒါကဘာလဲဆိုတော့6နာရီကျော်တဲ့နောက်ပိုင်းမှာဘယ်သူမှလမ်းပေါ်မှာမထွက်ရတော့ဘူး But eventually this man moved to the United States, and one day he wanted to go out and see the city that he lived in. ဒါပေမဲ့တနေ့တော့နော်အဲ့ဒီပုဂ္ဂိုလ်တယောက်ကအမေရိကမှာသူကရှိတယ်ဆိုတော့အဲ့ဒီပုဂ္ဂိုလ်ကမြို့တစ်မြို့ကိုသူကသွားကြည့်ရှင် As he was visiting his city, it was getting close to 6 p.m. and he was far from his home and he got desperate and he got afraid. ဆိုတော့အဲ့ဒီမြို့ဟာဆိုရင်တော့6နာရီကျော်တဲ့နောက်ပိုင်းမှာနော်ထွက်လို့မရတော့ဘူးဆိုတာကိုသူသိတယ်ဒါပေမဲ့သူကအိမ်နဲ့တော်တော်ဝေးနေပြီဖြစ်တဲ့အတွက်ကြောင့်အခြားနေရာရောက်တဲ့အခါမှာသူတော်တော်လေးကိုစိတ်ပြတ်ခဲ့ရပါတယ် And so he stopped a stranger on the street who had a car and he said, "Sir, could you please drive me home? It is 6 p.m. I'm afraid I'm not going to make it home in time and I'm afraid I'm going to be arrested." အဲ့ဒါနဲ့သူကလမ်းမှာလာတဲ့ကားတစ်စီးကိုသူကလှမ်းတားပြီးတော့ကားစီယာရဲ့ကျွန်တော်ကိုအိမ်ကိုပို့ပေးပါလားဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရဲ့အိမ်ကကျွန်တော်နေတဲ့မြို့က6နာရီနောက်ပိုင်းမှာသူတို့ကတကားရဲ့အခုပိတ်ထားပြီးဝင်လို့မရတော့တဲ့အတွက်ကြောင့်ကျွန်တော်နောက်ကျမှာအရန်ကြောက်တယ်လို့အခုကြီးတောင်းပါတယ် The stranger at first was confused, and then he realized that this man that was fearful was new to the United States. အဲ့ဒါနဲ့အဲ့ဒီကားစီယာကနော်သစိမ်းတယောက်ပေါ့သူအဲ့ဒီသူကအရန်အံ့ဩသွားတယ်ဒါပေမဲ့သူကြည့်လိုက်တဲ့အခါမှာအဲ့ဒီခုနကသူ့ကိုအကူအညီတောင်းတဲ့ပုဂ္ဂိုလ်ကဒီအမေရိကန်နိုင်ငံကိုနော်ပထမဦးဆုံးအချိန်အနေနဲ့ရောက်လာတဲ့ပုဂ္ဂိုလ်သစိမ်းတယောက်ဖြစ်နေတယ်ဆိုတာကိုသူသိလိုက်တယ် So the stranger said to this fearful man, he said, "Let me assure you that in the United States, we do not arrest people for being out at night after 6 p.m." အဲ့ဒါနဲ့ကားစီယာကသူ့ကိုပြောလဲဆိုရင်တော့ငယ်ချင်းရဲ့ငါတို့ရဲ့နိုင်ငံမှာတော့6နာရီနောက်ပိုင်းမှာလူတွေအပြင်ထွက်ရင်လည်းငါတို့ကမဖမ်းဘူးနော်မင်းတို့ရဲ့မြို့နဲ့မတူဘူးနော်လို့သူ့ကိုအသိပေးလိုက်ပါ You see, here was a man who was living in a new land
under a new law. ဒီနေရာမှာကျွန်တော်တို့တွေ့ရတဲ့ပုဂ္ဂိုလ်ကနော်အတစ်သောနေမီမှာအတစ်သောဥပဒေတွေနဲ့ထုတ်ထားတဲ့နေရာမှာသူကရောက်နေတာဖြစ်ပါတယ် But he was still bound by the old law of the old land. ဒါပေမဲ့သူဟာဆိုရင်တော့ဟိုးတုန်းကသူနေခဲ့တဲ့နေရာနဲ့အဲ့ဒီနေရာရဲ့ဥပဒေထုတ်ထားတဲ့အရာအတိုင်းပဲသူကအသက်ရှင်ဖို့စူးစမ်းနေတဲ့ပုဂ္ဂိုလ်ဖြစ်နေပါတယ် And although he was free in the new land, the old law hindered him from enjoying that freedom. သူဟာဆိုရင်တော့အတစ်သောနေမီမှာနေပေမဲ့အရင်တုန်းကနေခဲ့တဲ့ဥပဒေဟောင်းကြီးကအဲ့ဒီအတစ်သောနေမီရဲ့အရာတာကိုမခံစားနိုင်အောင်စီးတားထားတာဖြစ်နေပါ And that's where many of God's people find themselves today. ထိုနည်းတူ၎င်းပဲမြောက်များစွာသောယုံကြည်သူခရိယန်တွေဟာဆိုရင်လည်းပဲအဲ့ဒီလိုကဲ့သို့ထိုလူကဲ့သို့ကျွန်တော်တို့ဖြစ်နေတတ်ပါတယ် There are many of God's people who are not fully enjoying the freedom that Jesus Christ won for them because they are still governed by law rather than by grace. မြောက်များစွာသောယုံကြည်သူခရိယန်တွေဟာဆိုရင်တော့သူတို့ရဲ့လွတ်မြောက်ခြင်းကိုမသိဘဲနဲ့ခရစ်တော်ကသူတို့အတွက်လှုပ်ဆောင်ပေးခဲ့တဲ့အရာကိုမသိဘဲနဲ့သူတို့ဟာဆိုရင်တော့ဥပဒေပြည့်ညတ်တော်အောက်မှာပဲသူတို့အသက်ရှင်ပြီးတော့ယေရှုတရားအောက်မှာအသက်မရှင်ဘဲနဲ့နေနေတဲ့ယုံကြည်သူတွေအများများနေပါသေးတယ် Now, this was true of me. For many years, my Christian life was governed by law rather than by grace. ကျွန်တော်ရဲ့တက်တာမှာလည်းထိုနည်းတူ၎င်းပဲနှစ်ပေါင်းများစွာကျွန်တော်ဟာဆိုရင်တော့ပြည့်ညတ်တရားရဲ့အောက်မှာပဲကျွန်တော်အသက်ရှင်ခဲ့ရပါတယ်ကျွန်တော်ရဲ့ဘဝတစ်ခုလုံးကိုပြည့်ညတ်တရားကပဲအုပ်ချုပ်နေခဲ့ပါတယ် You see, as a young believer, I was taught that if I did not have my morning devotions, or if I didn't spend some time with God in prayer, that God would not bless my day. ကျွန်တော်ဟာဆိုရင်တော့ယုံကြည်သူဖြစ်ခါစအရွယ်မှာနော်ဘယ်လိုမျိုးနဲ့ကျွန်တော်ထင်ခဲ့တယ်လဲဆိုရင်တော့မနေ့မှကျွန်တော်စုမတောင်းမိရင်ဒါမှမဟုတ်ကျွန်တော်ကျမ်းစာမဖတ်မိဘူးဆိုရင်တော့ဘုရားသခင်ကကျွန်တော်ကိုအဲ့ဒီတရက်လုံးဘယ်တော့မှကောင်းချီးပေးမှာမဟုတ်တော့ဘူးဆိုတဲ့အတွေးတွေနဲ့ကျွန်တော်ကိုတင်ယူခဲ့ကြပါတယ် If something went wrong during my day, I used to look up to heaven and say, Lord, what did I do wrong? Lord, where did I fail you today? တခုခုနော်အဲ့ဒီနေ့မှာနော်ဖြစ်ပျက်ပြီးနည်းနည်းဆိုးတဲ့အရာဖြစ်လာပြီဆိုရင်တော့ကျွန်တော်ဘုရားထံမှာကျွန်တော်ဆုတောင်းတယ်ကိုရောဒီနေ့မှာကျွန်တော်ဘာများလုပ်တာမှားသွားတယ်လေအဲ့ဒီအတွက်ကြောင့်ပဲဒီနေ့မှာကိုရောကကျွန်တော်ကိုပြစ်ထားတာလားဆိုပြီးတော့ကျွန်တော်ဘုရားကိုမေးခွန်းမေးလဲရှိတယ် In fact, I used to give my tithes and my offerings to church out of fear. တို့ပြင်ကျွန်တော်ဟာဆိုရင်ကျွန်တော်ရဲ့ဆေဖို့တဖို့နဲ့ကျွန်တော်ရဲ့အလှငွေတွေကိုအသင်းတော်မှာအကြောက်တရားနဲ့ကျွန်တော်ကနော်ပေးလဲရှိပါတယ် In fact, I used to fear that if I did not give my tithes to God, that God would take my tithes from me through some type of difficulty or tragedy during the week. ဆိုတော့ကျွန်တော်ကဆေဖို့တဖို့မပေးဘူးဆိုရင်တော့ဒီတပတ်တာလုံးမှာဘုရားသခင်ကကျွန်တော်ကိုမပေးတဲ့အတွက်ကြောင့်အဲ့ဒီအစာတစ်ခုခုနဲ့ကျွန်တော်ကိုဒုက္ခရောက်စေမယ်ဆိုတဲ့အတွေးတွေနဲ့ကျွန်တော်ကကြောက်ရွံ့နေခဲ့ပါတယ် As a result, I lived the early days of my Christian life out of guilt and fear. ဆိုတော့ရလကတော့ကျွန်တော်ရဲ့ခရိယန်အသက်တာအစပိုင်းမှာကျွန်တော်ဟာဆိုရင်တော့မလုံမလဲအပြစ်ရှိတယ်လို့ခံစားမှုများစွာနဲ့ကျွန်တော်ဖြတ်တန်းခဲ့ရပါတယ် You see, I, like many believers, believe that although we are saved by grace, that we earn and we forfeit God's favor on our daily lives by our performance. ကျွန်တော်လူပဲမြောက်များစွာသောယုံကြည်သူတွေကဘယ်လိုထင်ကြလဲဆိုရင်တော့ကဲတင်ချင်းမှာတော့ယေရှုတရားပါလို့ကျွန်တော်ပြောပေမဲ့နေ့ရက်စဉ်တိုင်းမှာကျွန်တော်ဖခင်ရဲ့ကောင်းကြီးကိုဘယ်လိုမျိုးရတယ်လဲဆိုရင်တော့ကျွန်တော်ရဲ့စူးစမ်းလှုပ်ရှားမှုကျွန်တော်တို့ရဲ့အားထုတ်မှုကနေပဲရတာဖြစ်မယ်လို့ကျွန်တော်ထင်တတ်ကြတယ်မဟုတ်ဘူးလား You see, if your concept of victorious Christian living is simply avoiding things that are wrong and doing things that are right, then you're living under law and not under grace. ဒီနေ့မှာတင်းရဲ့အတွင်းမှာအောင်နိုင်သောခရိယန်အသက်တာဆိုတဲ့အရာကမှန်တဲ့အရာကိုလုပ်မယ်မှားတဲ့အရာကိုရှောင်မယ်အဲ့ဒါမှသာလျှင်ကျွန်တော်တို့ကအောင်နိုင်မယ်ဆိုတဲ့အတွေးတင်မှာရှိနေသေးတယ်ဆိုရင်တော့အဲ့ဒါကသင်ကပြည့်ညတ်တရားအောက်မှာအသက်ရှင်နေတော့မှာပဲ You see, if you think that you can obtain God's blessings by what you do or do not do,
then you're living under law and not under grace. ဖျားသခင်ရဲ့နော်ကောင်းကြီးမင်္ဂလာဖျားသခင်ရဲ့ဝမ်းမြောက်စေခြင်းဆိုတဲ့အရာကိုသင်ကသင်ရဲ့လှုပ်ဆောင်ခြင်းနဲ့သင်ရဲ့မလှုပ်ဆောင်ခြင်းတွေအပေါ်မှာမူတည်နေတယ်လို့သင်ထင်နေသေးတယ်တော့သင်ဟာဆိုရင်ပညတ်တရားရဲ့အောက်မှာအသက်ရှင်နေသေးတဲ့လူတစ်ယောက်ပါပဲ If you think God loves you more when you're good and he loves you less when you're bad, then you're living under law and not under grace. ဘုရားကသင်ကိုတင်းရဲ့လှုပ်ဆောင်မှုအပေါ်မှာကြည့်ပြီးတင်းကိုပူချစ်တယ်ဒါပေမဲ့တင်းလှုပ်ဆောင်မှုတိတ်မကောင်းတဲ့အခါမှာတင်းကိုတိတ်မချစ်ဘူးလို့တင်းခံစားနေသေးတယ်ဆိုရင်တော့တင်းဟာပညတ်တရားအောက်မှာအသက်ရှင်နေသေးတော့ပဲဂျေဇုတရားအောက်မှာတင်းအသက်မရှင်သေးဘူး And there is no personal, spiritual, or eternal benefit of living under the law rather than living under grace. ကျွန်တော်တို့အဲ့လိုမျိုးနဲ့အသက်ရှင်နေတဲ့ရွေးတော့ဝိညာဉ်ရေးရာပိုင်းမှာဘာကောင်းကျိုးမှမရှိနိုင်ပါဘူး။ပညတ်တရားရဲ့အောက်မှာအသက်ရှင်နေတဲ့ရွေးကတော့မဖြစ်နိုင်ဘူး။ဂျေဇုတရားရဲ့အောက်မှာပဲဖြစ်နိုင်ပါတယ်။ And when we as believers fail to realize that we have been delivered from the demands of the law, we will never know the freedom and the victory of the Spirit-filled life. ဒီနေ့မှာကျွန်တော်တို့ဟာယုံကြည်သူတွေတိုင်းကပညတ်တရားရဲ့အောက်ကနေဖခင်သခင်ခရစ်တော်ကကယ်တင်ခဲ့ပြီးပြီဆိုတဲ့အရာကိုလုံးလုံးလျက်လဲကျွန်တော်တို့မသိဘူးအပြစ်တရားကနေအဲ့ဒီလက်အောက်ကနေလွတ်မြောက်သွားပြီဆိုတဲ့အရာကိုကောင်းကောင်းနားမလည်ဘူးဆိုရင်တော့အောင်နိုင်သောအသက်တာဝိညာဉ်တော်နဲ့ပြည့်ဝတဲ့အသက်တာကိုဘယ်တော့မှကျွန်တော်မြည်ဆန်းလို့ရမှာမဟုတ်ဘူး If we don't realize we have been delivered from the law, then we'll never live in the fullness of the victory that Jesus won for us on the cross. ကျွန်တော်တို့ဟာပညတ်တရားအောက်ကနေလွတ်မြောက်သွားပြီဆိုတဲ့အရာကိုနားလည်သဘောပေါက်ခြင်းမရှိဘူးဆိုရင်တော့ခရစ်တော်ကကျွန်တော်တို့အတွက်လှုပ်ဆောင်ပေးခဲ့တဲ့အောင်နိုင်သောအသက်တာဆိုတဲ့အရာကိုဘယ်တော့မှကျွန်တော်တို့ကနားလည်သဘောပေါက်မှာမဟုတ်ပါ So to enjoy the freedom Christ won for us on the cross and know the power of the indwelling Holy Spirit, we must accept this truth that we are no longer under law, we are under grace. ဒီနေ့မှာခရစ်တော်ယူဆောင်လာပေးတဲ့အောင်နိုင်သောအသက်တာဝိညာဉ်တော်နဲ့ပြည့်ဝတဲ့အသက်တာကိုကျွန်တော်တို့ကမီးစမ်းခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့သိရမယ်လက်ခံရမယ်တမန်တရားကတော့ကျွန်တော်တို့ဟာဆိုရင်တော့ပညတ်တရားအောက်မှာမရှိတော့ဘူးဂျေဇုတရားအောက်မှာဖြစ်နေပြီဆိုတဲ့အရာကိုကျွန်တော်နားလည်ဖို့လိုပါတယ် The Bible reminds us at the very moment of our salvation, we were instantly freed from the power of sin and we were delivered from the demands of the law. တမန်ကျမ်းစာကကျွန်တော်တို့ကိုအချိန်ချင်းခါခါပြန်ပြီးတော့သင်ပေးပါတယ်ကျွန်တော်ကယ်တင်ခြင်းရတဲ့နေ့မှာကျွန်တော်တို့ဟာပညတ်တရားအောက်ကနေလွတ်မြောက်ပြီးတော့ကျွန်တော်တို့အပြစ်တရားကနေလွတ်မြောက်ခဲ့ပြီးဖြစ်တယ်လို့ပညတ်တရားရဲ့တောင်းဆိုခြင်းအောက်ကနေကျွန်တော်တို့ဟာလွတ်မြောက်သွားပြီဆိုတာပါပဲ Now, Paul made that clear in our passage here in Romans 6 and verse 14 when he said, "For sin shall not have dominion over you, because you are not under the law, but you are under grace." ရှင်ဘောလုကဒီယာနဲ့ပတ်သက်ပြီးတော့ယောမခန်းကြီး6ပိုင်းငယ်14မှာရှင်းရှင်းလင်းလင်းနဲ့သူပြောထားပါတယ်သင်တို့ဒီပညာတရားလက်၌မရှိကျေးဇူးတရားလက်၌ရှိသောကြောင့်အပြစ်တရားတွေသင်တို့ကိုမအုပ်ဆိုးရလို့ပြောထားပါတယ် In fact, not only are we delivered from the law, but we are actually dead to the law. ကျွန်တော်တို့ဟာဆိုရင်တော့ပညတ်တရားအောက်ကနေလွတ်မြောက်ယုံတင်မကဘူးကျွန်တော်တို့ဟာပညတ်တရားဆိုတဲ့အရာမှာကျွန်တော်တို့ကသက်ဆိုင်မှုမရှိဘဲနဲ့တည်သွားပါပြီတည်သွား And we died to the law through our relationship with Jesus Christ. ကျွန်တော်တို့ကအဲ့ဒီပညတ်တရားမှာဘယ်လိုတည်တယ်လဲဆိုရင်တော့ခရစ်တော်နဲ့ဆက်နွယ်ခြင်းအဖြစ်ဖြစ်တယ် Remember what Paul said in Romans chapter 7 and verse 4. ယောမခန်းကြီး9ပိုင်းငယ်4မှာရှင်ပေါလုပြောတဲ့အရာလေးကိုပြန်ပြီးတော့သတိရစေချင်တယ် He says, "Therefore, my brethren," he says, "you also have become dead to the law through the body of Jesus Christ." ဒီနေရာမှာရှင်ပေါလုကဘာပြောလဲဆိုရင်တော့ဘုရားသခင်အလိုတော်နဲ့ညီတူပွားမြင်ကြောင်းခရစ်တော်၏ကိုယ်ခန္ဓာအားဖြင့်တည်၍ပညတ်တရားနဲ့ကွာကြ၏ဆိုတော့ရှင်ပေါလုကပြောထားတာကိုတွေ့ရလိမ့်မယ် And when Paul referred to the law, of course, he was referring to that Mosaic law. ရှင်ပေါလုကဒီနေရာမှာပညတ်တရားလို့ပြောတဲ့အခါမှာနော်မောရှေရဲ့ပညတ်တရားတွေကိုပြောနေတာဖြစ်ပါတယ် This would refer to the civil law, the ceremonial law,
and even the moral law of God. ဒီကျွန်တော်တို့မောရှေပြည့်ညတ်တရားတွေမှာ civil law ဆိုတဲ့အရာเนาะဒီ sarita နဲ့သက်ဆိုင်တဲ့ moral law ဆိုတဲ့အရာတွေဒီပြည့်ညတ်တရားတွေအကုန်လုံးကိုရှင်ဘောလုကယဉ်ညွှန်းနေတာဖြစ် This was the law that Moses received from the hand of God there upon Mount Sinai. ဒီပြည့်ညတ်တရားတွေကတကယ်တော့မောရှေကဒီမောက်စနိုင်းဆိုတဲ့ရှိနာတောင်ပေါ်မှာဘုရားသခင်ထံကနေသူလက်ခံရရှိခဲ့တဲ့အရာတွေဖြစ် And remember, this law was given to the nation of Israel. It was not given to the church. ကျွန်တော်တို့ဒီပြည့်ညတ်တရားတွေကဣသရေလနိုင်ငံဣသရေလလူမျိုးတွေကိုပေးထားတဲ့အရာတွေဖြစ်တယ်တကယ်တော့အသင်းတော်ကိုပေးထားတဲ့အရာမဟုတ်ပါဘူး In fact, we read in Leviticus 26 and verse 46 these words. It says, "These are the statutes and judgments and laws which the Lord made between himself and the children of Israel." Leviticus 26 and 46. ဝတ်ပြုရချက်အခန်းကြီး26အပိုင်ငယ်46မှာဒီဟာနဲ့ပတ်သက်ပြီးတော့တမန်ကျမ်းစာကဒီလိုမျိုးပြောထားပါတယ်ဒီကနေကျွန်တော်ဖတ်ပြသွားပါမယ်ဤ၍ကထာဝရဘုရားသည်တိနာတောင်ပေါ်မှာဣသရေလမျိုးသားတို့အဖို့မောရှေလက်တွင်ထားတော်မူသောစီရင်ထုံးဖွဲ့ချက်ပြည့်ညတ်တရားဖြစ်သည် So when God gave the law to Moses for the nation of Israel, he also gave with the law this demand. ဆိုတော့ဘုရားသခင်ကဣသရေလလူမျိုးထံမှာမောရှေအားဖြင့်ဤပြည့်ညတ်တရားတွေကိုပေးတဲ့အခါမှာပြည့်ညတ်တရားနဲ့တခါတည်းဘုရားသခင်ကတောင်းဆိုတဲ့အရာတွေရှိပါတယ် Now this demand is found in Deuteronomy chapter 28. ဒီပြည့်ညတ်တရားတွေဟာဆိုရင်တော့ဒီဘုရားသခင်တောင်းဆိုတဲ့အရာတွေဟာဆိုရင်တော့ကျွန်တော်တရားဟောရာချက်အခန်းကြီး28မှာကျွန်တော်တွေ့နိုင်ပါတယ် And the demand begins in verse 1 of Deuteronomy chapter 8, and here's what God says. He says, "Now it shall come to pass, if you diligently obey the voice of the Lord your God, to observe carefully all his commandments, which I command you today, that the Lord your God will set you high above all nations of the earth." ဒီနေရာမှာကျွန်တော်တို့အပိုင်ငယ်1မှာကြည့်မယ်ယနေ့ငါဆင့်ဆိုသမျှသောပြည့်ညတ်တော်တို့ကိုသင်ဒီကျင့်ဆောင်ခြင်းကသင်ဘုရားသခင်ထာဝရဘုရား၏စကားတော်ကိုစစ်စစ်နားထောင်နေသင်ဘုရားခင်ထာဝရဘုရားသည်လူမျိုးတကာတို့ထက်သင်ကိုချီးမြှောက်တော်မူမည် In other words, he's saying, if you obey my law, I will bless you. တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ဘုရားသခင်ကသင်တို့ကငါရဲ့ပြည့်ညတ်တရားကိုစောင့်ရှောက်မယ်နာခံမယ်ဆိုရင်တော့သင်တို့ကိုငါကောင်းချီးပေးမယ်ဆိုတဲ့အတိတ်ပဲဖြစ်တယ် And then he added to that demand these words in verse 15. အပိုင်ငယ်15မှာဆက်ပြီးတော့ဘုရားသခင်ကပြောထားတဲ့အရာတွေရှိပါတယ် He says, "But it shall come to pass, if you do not obey the voice of the Lord your God, to observe carefully all his commandments and his statutes, which I command you today, that all these curses will come upon you and will overtake you." အပိုင်ငယ်15မှာယနေ့ငါဆင့်ဆိုသောသင်ဘုရားခင်ထာဝရဘုရားစီရင်ထုံးဖွဲ့တော်မူချက်အလုံးစုံတို့ကိုကျင့်ဆောင်ခြင်းကစကားတော်ကိုနားမထောင်ရင်တင့်အပေါ်မှာတက်ရောက်လက်တန့်သောကြိတ်ချင်းအမင်္ဂလာများဟူမူကားဆိုပြီးတော့အမင်္ဂလာနဲ့ပတ်သက်တဲ့အရာကိုပြောထားပါတယ် In other words, God was saying to the nation of Israel, if you do not obey my commandments and obey my law, then I will curse you. Did you catch ဒီအ that? ရင်ပြောမယ်ဆိုရင်တော့ဘုရားသခင်ကဣသေလလူမျိုးတွေကိုသူ့ရဲ့ပြည့်ညတ်တရားသူ့ရဲ့စီရင်ထုံးဖွဲ့ချက်တွေကိုနာမခံဘူးလိုက်မလျှောက်ဘူးဆိုရင်တော့သူတို့ဟာဆိုရင်တော့ဘုရားရဲ့အမင်္ဂလာကိုသူတို့ခံရမှာဖြစ်တယ်ဆိုပြီးတော့ဘုရားကဒီနေရာမှာပြောနေတာဖြစ်ပါတယ် In other words, when God gave to the nation of Israel the law, he said to the nation of Israel, if you obey my law, I will bless you. If you disobey my law, I will curse you. That's the demand of the law. ဆိုတော့ဘုရားသခင်ရဲ့တောင်းဆိုချက်ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုရင်တော့ဣသေလလူမျိုးတွေကိုဘုရားသခင်ကငါပြည့်ညတ်တွေကိုသင်တို့နာခံရင်ကောင်းချီးခံစားရမယ်နာမခံဘူးအာခံတယ်လိုက်မလျှောက်ဘူးဆိုရင်တော့အမင်္ဂလာခံစားရမယ်အဲ့ဒါကပြည့်ညတ်တရားရဲ့တောင်းဆိုခြင်းဖြစ်ပါတယ် In other words, the nation of Israel obtained and maintained a right relationship with God by conforming their life to the law. တနည်းအားဖြင့်ဣသေလလူမျိုးတွေကသူတို့ရဲ့အသက်တာကိုဘယ်လိုအားဖြင့်ဘုရားသခင်နဲ့
ဆက်နွယ်မှုအမြဲတမ်းကောင်းအောင်လုပ်ရမလဲဆိုရင်တော့ဖျားပေးထားတဲ့ပညတ်တရားတွေကိုလိုက်လျှောက်ပြီးတော့အမြဲတမ်းစောင့်ရှောက်ခြင်းအဖြစ်သာတင်ဖြစ်နေပါ You see, they pleased God and merited his blessings by what they did and did not do. တနည်းအားဖြင့်သူတို့ရဲ့ကောင်းခြင်းမင်္ဂလာဖျားကိုဘယ်ရာအဖြစ်ဝမ်းမြောက်စေတယ်လဲဆိုရင်တော့သူတို့ရဲ့လှုပ်ဆောင်ရမယ့်အရာတွေရှိတယ်လို့မလှုပ်ရမယ့်အရာတွေရှိတယ်အဲ့ဒီလှုပ်ဆောင်ခြင်းတွေအပေါ်မှာမူတည်နေပါတယ် Israel did not keep the law to be saved by the law. Please know that. နားလေစိတ်ချင်တာကဣသရေလလူမျိုးတွေကဒီပညတ်တရားတွေကိုလိုက်လျှောက်ခြင်းဟာသူတို့ကယ်တင်ခြင်းရဖို့ရန်အတွက်တော့လုံးဝမဟုတ်ပါဘူးဆိုတာကိုသိစေချင်တယ် We know that Paul said in Romans 3 and verse 20 that no flesh is justified by the law. So we're not justified, we're not saved by the law. ယောဘခန်းကြီးသောအပိုင်းငယ်20မှာရှင်ပေါလုကဘယ်လူသားကမှပညတ်တရားအဖြစ်ကယ်တင်ခြင်းတို့မရောက်နိုင်ဘူးလို့ရှင်းရှင်းလင်းလင်းပြောခဲ့ပြီ But keeping the law was the basis of blessing for the nation of Israel. ဒါပေမဲ့ပညတ်တရားကိုသူတို့ကစောင့်ရှောက်ခြင်းနာခံခြင်းဆိုတဲ့အရာတွေကကောင်းချီးမင်္ဂလာကိုခံစားရဖို့ရန်အတွက်လိုအပ်တဲ့အခြေခံလုပ်ရမယ့်အရာဖြစ်နေပါတယ်ဣသရေလနိုင်ငံအတွက် So if they obeyed the law, things would go well for the nation of Israel. And if they disobeyed the law, things would not go well for the nation of Israel. ဆိုတော့ဣသရေလလူမျိုးတွေကဖျားရဲ့ပညတ်တော်ကိုကောင်းကောင်းမွန်မွန်လိုက်လျှောက်ရင်အရာကအဆင်ပြေမယ်ဒါပေမဲ့ကောင်းကောင်းမလိုက်လျှောက်ဘဲနဲ့နာမခံဘဲနဲ့နေရင်တော့ဆိုးတဲ့အရာတွေကဖြစ်လာမယ်ဆိုတဲ့သဘောတရားပါ As a result, the nation of Israel served God out of fear and guilt. ဆိုတော့ရလကဘာဖြစ်လာတယ်လဲဣသရေလလူမျိုးတွေကဖျားသခင်ကိုဘယ်လိုအားဖြင့်အမှုတော်ဆောင်ပြီးတော့ဘယ်လိုအားဖြင့်နာခံတယ်လဲဆိုရင်တော့ကြောက်ရွံ့ခြင်းတော်၎င်းကိုမလုံမလဲဖြစ်ခြင်းနှလုံးသားနဲ့အမှုတော်သူတို့ဆောင်နေတာဖြစ်ပါတယ် In fact, the nation of Israel was so fearful of breaking the law of God that they actually expanded the moral law. ထို့ပြင်ဣသရေလနိုင်ငံကဣသရေလလူမျိုးတွေကဖျားရဲ့ဒီပညတ်တရားကိုသူတို့ချိုးဖောက်ပြီးမှအယံကိုကြောက်ပြီးစိုးရိမ်အားကြီးတဲ့အတွက်ကြောင့်အဲ့ဒီဖျားပေးထားတဲ့ပညတ်တရားအပြင်ဒီစာရိတ္တ moral law ဆိုတဲ့ဟာကိုသူတို့ကထပ်ပြီးတော့တောင်မှသူတို့ဟာသူတို့ထွင်ပြီးတော့တောင်မှလိုက်လျှောက်ခဲ့ In fact, they were so fearful of breaking the law of God that by the Lord's day, they had added over 1,500 other laws to the moral law of God. ထို့ပြင်သူတို့ကဖျားရဲ့ပညတ်တရားကိုနော်ချိုးပေါက်ပြီးမှအယံကြောက်တဲ့အတွက်ကြောင့်ဒီလူတွေလိုက်လျှောက်ရမယ်တော့ဒီပညတ်တရားထုံးဖွဲ့တွေနော်1500ကျော်ကိုသူတို့ဟာနေသူတို့တီထွင်ပြီးတော့နော်လိုက်လျှောက်ဖို့ရန်အတွက်ရှိပြီးသားဒီဖျားပေးထားတဲ့ပညတ်တရားအပေါ်မှာထပ်ပြီးတော့သူတို့ကထည့်ထားခဲ့ For example, the nation of Israel added a law such as this. They said that they could not rescue a drowning person because if they did, that would be work and it would violate the law of the Sabbath. ဥပမာအနေနဲ့ပြောရမယ်ဆိုရင်တော့ဣသရေလလူမျိုးတွေသူတို့ထပ်ပြီးတော့ထည့်ထားတဲ့နော်ပညတ်တရားကပါလဲဆိုရင်တော့ဒီဆဘတ်နေ့မှာဥပုပ်နေ့မှာလူတယောက်ကရေနစ်နေတယ်ဆိုရင်တော့သွားပြီးတော့မကယ်ရဘူးဘာဖြစ်လို့လဲဆိုရင်တော့သွားကယ်တဲ့အခါမှာသူတို့အဲ့ဒီနေ့မှာအလုံးလုံးချင်းဖြစ်သွားတဲ့အတွက်ကြောင့်အဲ့ဒီအရာကပညတ်တရားကိုချိုးဖောက်စေနိုင်တယ်ဆိုပြီးတော့အဲ့ဒီအရာထိသူတို့ကနေသူတို့တီထွင်တယ် They could not look in the mirror and pluck a gray hair on the Sabbath because that would be classified work, and they feared the curse of God. သူတို့ဟာဆိုတော့ဥပုပ်နေ့မှာမျက်မှန်ကြည့်ပြီးတော့သူတို့ရဲ့မျက်စိမှာမျက်ခုံးမွေးနော်နှုတ်ရမယ့်အရာရှိရင်တော့မတုံ့ရဲဘူးဘာဖြစ်လို့လဲဆိုရင်တော့အဲ့လိုလှုပ်လိုက်ရင်အဲ့ဒီအရာကဥပုပ်နေ့ကိုညစ်ပတ်စေတဲ့အလုပ်ဖြစ်သွားမှာဆိုလို့ဖြစ် So the nation of Israel kept the law because it was the basis of their blessing. They feared if they broke the law, God would curse them. But if they kept the law, that God would bless them. ဆိုတော့ဣသရေလလူမျိုးတွေကဒီပညတ်တရားတွေကိုမလိုက်မလျှောက်ဘဲနဲ့သူတို့နေလို့လုံးဝမဖြစ်ဘူးဘာဖြစ်လို့လဲဆိုတော့သူတို့အဲ့ဒီလိုက်လျှောက်မှစောင့်ရှောက်မှသာလေသူတို့ကောင်းချီးကိုခံစားရမယ်မစောင့်ရှောက်နိုင်ဘူးဆိုရင်တော့သူတို့ဟာအမင်္ဂလာသူတို့ခံစားရမှာဖြစ်တယ်အဲ့ဒါကိုသူတို့အရင်ကြောက်နေပါ And see, that was the demand of the law. ဆိုတော့အဲ့ဒီအရာတွေကတကယ်တော့ပညတ်တရားရဲ့တောင်းဆိုခြင်းတွေဖြစ်နေပါ But Paul tells us
in Romans 6 and verse 14, because of our relationship with Jesus Christ, we have been delivered from the demands of the law. ဒါပေမဲ့ရှင်ပေါလုကယောမခန်းကြီး6ပိုင်းငယ်14မှာဗာပြောထားတယ်လဲဆိုရင်တော့ကျွန်တော်တို့တွေဟာဆိုရင်ခရစ်တော်နဲ့ဆက်နွယ်ခြင်းရှိတဲ့အတွက်ကြောင့်ဒီပြည့်ရဲ့တရားရဲ့ထိန်းချုပ်ခြင်းအောက်ကနေလုံးလုံးလွတ်မြောက်သွားပြီလို့ပြောတာဖြစ်တယ် In fact, Paul tells us again that we've been delivered from the demands of the law in Romans chapter 7 and verse 6 when he says this. ထို့ပြင်ရှင်ပေါလုကဆက်လက်ပြီးတော့ယောမအခန်းကြီးခွန်အပိုင်းငယ်6မှာပြည့်ရဲ့တရားရဲ့တောင်းဆိုခြင်းကနေလွတ်မြောက်တဲ့အကြောင်းအရာကိုထပ်လောင်းပြီးပြောထားတာတွေ့ရလိမ့်မယ် He says we have been delivered from the law, having died to what we were held by, so that we should now serve in the newness of the Spirit and not in the oldness of the letter. ယခုမူကကျမ်းစာ၌ပါသောတရားဟောင်းကိုမမီပဲဝိညာဉ်တော်တရားသစ်ကိုမီ၍အမှုဆောင်ရွက်ခြင်းလိုငါတို့ဒီတည်သဖြင့်အုပ်ချုပ်သောပညတ်တရား၏လက်မှလွတ်ခြင်းသို့ရောက်ကြပြီ So we are no longer held by the demands of the law. ဆိုတော့သဘောတရားကကျွန်တော်တို့တွေဟာဆိုရင်တော့ပညတ်တရားရဲ့တောင်းဆိုခြင်းကကျွန်တော်တို့ကိုကင်ချုပ်ခြင်းမရှိတော့ပါဘူး And you might say, well, what does that mean to me? ကျွန်တော်မေးခွန်းမေးလို့ရတယ်အဲ့ဒီဟာကဘာကိုကျွန်တော်အတွက်ဘာတက်ရောက်မှုရှိလဲကျွန်တော်အတွက်ဘာအဓိပ္ပာယ်ရှိလို့လဲ It means very simply that we do not please God or merit his blessings by what we do or do not do. အဓိပ္ပာယ်ကတော့ကျွန်တော်ဖျားသခင်ကိုဝမ်းမြောက်စေခြင်းဒါမှမဟုတ်ဖျားသခင်ကောင်းချီးမင်္ဂလာဆိုတဲ့အရာကိုကျွန်တော်တို့ရဲ့လှုပ်ဆောင်ခြင်းလားဒါမှမဟုတ်ကျွန်တော်ရဲ့မလှုပ်ဆောင်ခြင်းလားဆိုတဲ့အရာတွေနဲ့မသက်ဆိုင်တော့ပါဘူး It reminds us that a right relationship with God is not obtained or maintained by conforming our life to a set of rules. ဒီအမျိုးမျိုးဆိုတော့ဖျားသခင်နဲ့နေ့ရက်စဉ်နဲ့ကျွန်တော်ရှောက်လန်းမှုအသက်တာမှာကျွန်တော်ရဲ့ဒီလှုပ်ဆောင်ခြင်းဒီစီမင်းစည်းကမ်းတွေအားဖြင့်မဟုတ်တော့ပါဘူး You see, we obtain we maintain a right relationship with God by living under the control of the Holy Spirit in this age of grace. အဲ့ဒီစာဖျားသခင်နဲ့ကျွန်တော်ရဲ့လိုက်လျှောက်ခြင်းအသက်တာကိုဘယ်လိုနဲ့အမြဲတမ်းပုံမှန်ကျွန်တော်တို့လုပ်ရတယ်လဲဆိုရင်တော့တန်ရှင်သောဝိညာဉ်တော်ရဲ့ထိန်းချုပ်ခြင်းအားဖြင့်အဲ့ဒီအသက်တာနဲ့ကျွန်တော်တို့ကလုပ်ရတာဖြစ်ပါတယ်အဲ့ဒီအရာကိုကျွန်တော်တို့ကကျေးဇူးတော်နဲ့ရှောက်လှမ်းခြင်းလို့ပြောတာဖြစ်တယ် You see, when we think that we must obey God to be blessed by God, or when we think that our acceptance of God flows as a result of our obedience to God, then we're living under the law. ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ကဖျားကိုနာခံတဲ့အတွက်ကြောင့်ဖျားကကောင်းချီးပေးတယ်ဒါမှမဟုတ်ကျွန်တော်တို့ရဲ့နာခံခြင်းအသက်တာရှိလို့သာဖျားကကျွန်တော်တို့ကိုလက်ခံပါပဲဆိုတဲ့အတွေးရှိနေရင်တော့ကျွန်တော်တို့ဟာပြည့်ညက်တရားရဲ့အောက်မှာရောက်နေတာပဲ In fact, Satan knows that the best way to defeat a Christian is to make them believe that obeying the law is a pathway to blessing and victory. စာတန်ကဒီအရာကိုသိတယ်နော်ယုံကြည်သူတွေမြောက်များစွာကိုဘယ်လိုအားဖြင့်စာတန်ကဒီနေ့မှာသွေးဆောင်နေတယ်လေလှည့်ဖျားနေတယ်လေဆိုရင်တော့ကျွန်တော်တို့ကောင်းချီးမင်္ဂလာခံစားခြင်းဟာဆိုရင်ဒီပြည့်ရဲ့တရားကိုနော်နာခံခြင်းအပြင်သာဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့ကိုဒီစာတန်ကယုံစေတယ် In fact, did you know that a life that is governed by rules will never lead to obedience? ဒီနေ့မှာနော်ကျွန်တော်တို့သိရမယ့်အရာကဒီအသက်တာတစ်ခုကိုစီမင်းစည်းကမ်းတွေနဲ့ပဲဖုံးဖိပြီးတော့ကောင်းအောင်လုပ်ဖို့စ조사နေတဲ့အသက်တာဆိုတော့ဘယ်တော့မှနာခံခြင်းကိုမပို့ဆောင်နိုင်ပါဘူး In fact, a life that is governed by rules will always stimulate a person to disobedience. ထို့ပြင်စီမင်းစည်းကမ်းတွေများလုံးတဲ့အသက်တာဟာဆိုရင်တော့အဲ့ဒီလူတစ်ယောက်ရဲ့အသက်တာကိုနာမခံခြင်းအသက်တာတို့ပို့ပြီးတော့ရောက်စီတတ်တယ် Paul made that clear in Romans chapter 7, verse 7 and 8. ဒီအရာနဲ့ပတ်သက်ပြီးတော့ရှင်ပေါလုကယောမအခန်းကြီးခွန်အပိုင်ငယ်ခွန်နဲ့8မှာသူရှင်းရှင်းလင်းလင်းပြောထားပါတယ် Listen to what he said beginning in verse 7. ပိုင်ငယ်ခွန်ကနေသူပြောထားတာလေးကိုကျွန်တော်နားထောင်ကြပါစို့ He says, what shall we say then? Is the law sin? He says, certainly not. On the contrary, I would not have known sin except through the law. So the purpose of the law is to point out our sin, right?
Then he says, go ahead. သူဖြစ်ရပဲသူပြောရမည်နီပညတ်တရားနဲ့အပြစ်ရှိတယ်လို့အပြစ်မရှိနိုင်ရာသူရရင်ပညတ်တရားအဖြစ်သာအပြစ်သဘောကိုငါသိရ၏ For I would not have known covetousness unless the law had said, you shall not covet. But sin, taking opportunity by the commandment, produced in me all manner of evil desire. ဘယ်သူနည်းဟုမူကားလောဘစိတ်မရှိစေနဲ့ဟုပညတ်တရားမဆိုရင်လောဘသဘောကိုငါမသိအပြစ်တရားသည်ပညတ်တရားအဖြစ်ခွင့်ရ၍ငါ၌အမျိုးသောလောဘတို့ကိုဖြစ်စေ So rather than curbing the desire to sin, the law actually stimulated that desire to sin. တနည်းအားဖြင့်ပြောမယ်ဆိုတော့ပညတ်တရားကကျွန်တော်တို့ကိုဒီအပြစ်တရားကိုမလုပ်ဖို့ရန်အတွက်ကူညီမဲ့အစားအပြစ်တရားကိုလုပ်ဖို့ရန်အတွက်ပို့ပြီးတော့များစွာသောအချိန်တွေမှာတွန်းအားပေးနေတယ်လို့ပို့ဖြစ်တတ်ပါတယ် Let me give you an example of what I mean. ကျွန်တော်ပြောနေတဲ့အရာကိုဒီအတိတ်ပဲလေးကိုကျွန်တော်ပုံဥပမာလေးနဲ့ကျွန်တော်ရှင်းပြချင် Have you ever seen a sign on a wall that says, do not touch wet paint? ကျွန်တော်တို့နော်နိုင်ငံမှာသူတို့စာရေးထားတယ်ဒီဟာကဆိုတဲ့အတွက်ကြောင့်ဒီနိုင်ငံကိုမထိရဆိုပြီးတော့သူတို့စိုင်းမုန်းနဲ့ကတ်ထားတာအားလုံးမြင်မှုရမှာပါ What's the first thing people do when they see that sign? အဲ့ဒီစိုင်းမုန်းလေးကိုသူတို့တွေ့တဲ့အခါမှာလူတွေစိတ်ထဲမှာပထမဦးဆုံးဘာပေါ်ပေါက်လာတယ် The first thing people usually do is touch that wall to see if the paint is actually wet. ပထမဦးဆုံးလူတွေရဲ့တုံ့ပြန်မှုကဘာဖြစ်တတ်တယ်လဲဆိုတော့တကယ်ဆိုရဲ့လားဆိုပြီးတော့သူတို့ကသွားထိတတ်ကြတယ်မဟုတ်လား The command do not touch actually stimulated the desire to do what they were commanded not to do. စိုင်းဘုတ်ကတကယ်တော့မထိပါနဲ့လို့ပြောတဲ့အရာကလူတွေကိုတာ၍ထိချင်အောင်တွန်းအားပေးနေတယ်လို့ဖြစ်ပြီးတော့နောက်ဆုံးမှသူတို့ကပို့ပြီးတော့သွားပြီးတော့ထိချင်တဲ့ဆန္ဒရှိလာတယ်မဟုတ်လား I read the story of a museum that had a bunch of very rare furniture. ကျွန်တော်ကြားဘူးပါတယ်ဒီ museum ပြတိုက်တစ်ခုမှာအရန်ကိုထူးဆန်းတဲ့အရန်ကိုရှားပါတဲ့သူတို့ပစ္စည်းဥစ္စာတွေသူတို့စီမှာရောက်နေပါတယ် And so they put a sign on the furniture that said, do not touch. အဲ့ဒီနော်သူတို့ museum သူတို့ရဲ့ပြတိုက်ထဲမှာအဲ့ဒီအရန်ရှားပါတဲ့အရာဝတ္ထုတွေကိုမထိပါနဲ့ဆိုပြီးတော့သူတို့အဲ့မှာစိုက်ဖို့တင်ထားတယ် But everybody that went into the museum began to touch the furniture. ဒါပေမဲ့အဲ့ဒီပြတိုက်ကိုဝင်တဲ့သူတွေတိုင်းကအဲ့ဒီပစ္စည်းကိုနော်မထိတဲ့သူမရှိဘူး And the furniture was getting spoiled. နောက်ဆုံးမှာတော့အဲ့ဒီပစ္စည်းဝတ်နော်ပစ္စည်းကနောက်ဆုံးမှာတော့ပျက်စီးသွားတယ်ပေါ့ So they changed the sign to read, please wash hands after touching the furniture. နောက်ဆုံးမှာတော့သူတို့ကဘယ်လိုမျိုးနဲ့စိုက်ဘုတ်ကိုပြောင်းရေးတယ်လဲဆိုရင်တော့ကျေးဇူးပြုပြီးတော့ဒီဟာကိုထိပြီးတဲ့နောက်ပိုင်းမှာကိုယ့်ရဲ့လက်ကိုအမြန်ဆုံးဆေးပါလို့သူတို့စိုက်ဘုတ်ကိုပြောင်းလိုက်တယ် And it worked. ဆိုတော့ဘာဖြစ်လာလဲဆိုရင်တော့အလုပ်ဖြစ်သွားတယ် It wasn't the law, do not touch, that stopped him, but it was grace. Please touch the furniture, only wash your hands afterward. တကယ်တော့နော်ပညတ်တရားဖြစ်တဲ့မထိပါနဲ့ဆိုတဲ့အရာကအလုပ်မဖြစ်ဘဲနဲ့ကျေးဇူးတရားဖြစ်တဲ့ထိတော့ထိပါဒါပေမဲ့လက်ကိုပြန်ဆေးပါဆိုတဲ့အရာကနော်တကယ်တော့ထိရောက်တဲ့အရာဖြစ်တယ် So it's not the law that curbs our desire to sin, it is grace. ဒါကြောင့်မို့လို့တကယ်တော့အပြစ်တရားကိုကျွန်တော်ကိုရှောင်လွှဲခြင်းအောင်လုပ်တဲ့အရာကပညတ်တရားမဟုတ်ဘဲနဲ့ကျေးဇူးတရားဖြစ်နေပါတယ် So let me ask you a question. Are you living under the law? ဆိုတော့ကျွန်တော်မေးခွန်းမေးချင်ပါတယ်ဒီနေ့မှာသင်ဒီပညတ်တရားရဲ့အောက်မှာအသက်ရှင်နေသလား You see, if you're trying to gain God's favor by what you do or do not do, then you're living under the law. ဆိုတော့ဒီနေ့မှာသင်ဟာဘုရားသခင်ရဲ့ဝမ်းမြောက်ခြင်းကောင်းကြီးမင်္ဂလာကိုခံစားခြင်းလို့เนาะသင်ရဲ့လှုပ်ဆောင်ခြင်းနဲ့သင်ရဲ့မလှုပ်ဆောင်ခြင်းအပေါ်မှာသင်မှီခိုနေသေးတယ်ဆိုရင်သင်ဟာပညတ်တရားအောက်မှာရောက်နေတော့မယ် If you think the victorious Christian life is simply avoiding what is bad and doing what is right, then you're living under the law. ဒီနေ့မှာသင်ကအောင်နိုင်သောခရိယန်အသက်တာဆိုတဲ့အရာကမကောင်းတဲ့အရာကိုရှောင်ကျဉ်ရမယ်ကောင်းတဲ့အရာကိုတော့ငါလုပ်ရမယ်ဆိုတဲ့အရာကိုပဲသင်တွေးနေတုံးပဲဆိုရင်တော့သင်ဒီပညတ်တရားအောက်မှာရောက်နေတာဖြစ်တယ် You see, any approach to Christian living
that focuses on keeping rules as a means of experiencing victory or growing spiritually is living under the law. ကျွန်တော်ခရိယန်တက်တာမှာအောင်နိုင်သောအသက်တာရှိဖို့ရန်အတွက်စီမင်းစည်းကမ်းတွေနဲ့ကျွန်တော်လှုပ်ဆောင်ရမယ်ဆိုပြီးတော့အဲ့ဒီပုံစံနဲ့သင်ချင်းကပ်နေသေးတဲ့၍တော့သင်ဟာဆိုရင်ပြည့်ညက်တရားနဲ့ချင်းကပ်နေတာပဲဖြစ် In fact, that's what we call legalism. အဲ့ဒီအရာကိုကျွန်တော်တို့ကနော်ဒီ legalism ဆိုတဲ့တော့ဒီပြည့်ညက်ချက်တွေနဲ့ပဲယုံကြည်သူတယောက်အသက်ရှင်ခြင်းဆိုတဲ့အဓိပ္ပာယ်တက်ရောက်နေတယ် You see, legalism is you and I trying to gain God's favor or gain God's acceptance or his blessing by what we do or do not do. ကျွန်တော်တို့ဒီ legalism ကြရတာဘာလဲဆိုရင်တော့ဘုရားသခင်ရဲ့ကောင်းချီးမင်္ဂလာနဲ့ဘုရားသခင်ရဲ့ကျွန်တော်တို့အပေါ်မှာဝမ်းမြောက်ဖို့ရန်အတွက်ဆိုရင်ကျွန်တော်တို့ရဲ့လှုပ်ဆောင်တဲ့အရာတွေကအရန်ကိုရည်ကြီးတယ်ဆိုပြီးတော့ကိုယ့်ရဲ့လှုပ်ဆောင်ချက်ပေါ်မှာမိခိုတော်သူတွေကို legalism ပြည့်ညက်တရားနဲ့အသက်ရှင်ရှင်တော်သူလို့ကျွန်တော်တို့ခေါ်တယ် You see, if you give your tithe on Sunday morning because you want to be blessed by God, then you're a legalist. ဒီနေ့မှာသင်ဟာဆယ်ဖို့တစ်ခုကိုတနင်္ဂနွေနေ့မှာပေးတယ်။ဘာဖြစ်လို့ပေးတာလဲဆိုရင်တော့ဘုရားကောင်းကြီးကိုငါရချင်လို့ဆိုတဲ့သဘောတရားနဲ့သင်ပေးတယ်ဆိုရင်သင်က legalist တဲ့ပြည့်ညက်တရားနဲ့အသက်ရှင်သူဖြစ်တယ် And you're living under law. ဆိုတော့သင်ဟာပြည့်ညက်တရားရဲ့အောက်မှာအသက်ရှင်နေတော့သူဖြစ်နေမှာ You see, if you fear losing God's blessing on your day because you overslept and did not have your morning devotions, then you're living under law. ဒီနေ့မှာနော်တနေ့တာလုံးတညလုံးအိပ်ပြီးတော့နောက်မနေ့မှာအိပ်ရာထားရမ်းနောက်ကျသွားတယ်ကျွန်တော် devotion ကျမ်းစာဖတ်ခြင်းမလုပ်လိုက်ရတဲ့အတွက်ကြောင့်ဘုရားသခင်ကကောင်းချီးမပေးတော့ဘူးဒီနေ့မှာစိုးကျိုးတွေဖြစ်မယ်လို့သင်ထင်နေတော့မဲ့ဆိုရင်သင်ဟာပြည့်ညက်တရားအောက်မှာရောက်နေတော့မှာ I had a lady in one of our churches in the Philippines called me and said that she felt sick on Monday because she missed church on Sunday. ဖိလစ်ပိုင်နိုင်ငံမှာအသင်းသူတယောက်ကကျွန်တော်ကိုဖုန်းခေါ်တယ်အဲ့ဒါသူကဘာပြောလဲဆိုရင်တော့တနင်္ဂနွေနေ့တော့ကသူဖျားသွားတယ်တဲ့အဲ့ဒါဘာဖြစ်လို့လဲဆိုတော့တနင်္ဂနွေနေ့တော့ကသူဖျားเจ้าကိုမသွားမိလိုက်လို့ဖြစ်တယ်တဲ့ You see, that's living under the demands of the law. အဲ့ဒါကတကယ်တော့ပြည့်ညက်တရားရဲ့တောင်းဆိုမှုအောက်မှာအသက်ရှင်ခြင်းပါပဲ You see, we don't merit God's blessing or deserve his cursing because of what we do or do not do. တကယ်တော့ဘုရားသခင်ရဲ့ကောင်းကြီးလားဒါမှမဟုတ်ဘုရားသခင်ရဲ့ဒီချိန်ချင်းဆိုတဲ့အရာကကျွန်တော်တို့ရဲ့လှုပ်ဆောင်ခြင်းနဲ့မလှုပ်ဆောင်ခြင်းနဲ့သက်ဆိုင်တဲ့အရာမဟုတ်ပါဘူးအဲ့ဒီအပေါ်မှာမှီခိုနေတာမဟုတ်ပါဘူး You see, if you think God is bound to bless you or you think you can earn his favor or his blessing by simply living a faithful life, then you're living under law. ဒီနေ့မှာဘုရားသခင်ရဲ့ကောင်းချီးမင်္ဂလာကိုကျွန်တော်ရချင်တယ်ဘုရားသခင်ရဲ့မျက်နှာသာပေးမှုကိုကျွန်တော်ကလိုချင်တဲ့အတွက်ကြောင့်အမြဲတမ်းသစ္စာရှိနဲ့ကျွန်တော်အသက်ရှင်မယ်ဆိုပြီးတော့သင်ကသစ္စာရှိဖို့ကြိုးစားတယ်ဆိုရင်သင်ဒီပြည့်ညက်တရားအောက်မှာရောက်နေတော့သူပါပဲ You see, that's the point of the story of the prodigal son. အဲ့ဒီအရာကကျွန်တော်တို့တမန်ကျမ်းစာထဲမှာတွေ့ရတဲ့နော်ဒီအဝိကိုထွက်ပြေးသွားတဲ့တနည်းအားဖြင့်ပျောက်သောသားရဲ့အသက်တာမှာအဓိကအချက်ကအဲ့ဒါပါ Do you remember the story? အဲ့ဒီပုံပြင်လေးကိုကျွန်တော်မှတ်မိပါဦးမလား Remember, the younger brother squandered his father's wealth through reckless and wild living. သူရဲ့သားငယ်ကသူ့အဖေရဲ့နော်ဥစ္စာပစ္စည်းတွေကိုကြိုက်တယ်လို့တုံးဖြုံပြီးတော့နော်သူကအချိန်ကိုသူ့ရဲ့အချိန်တွေသူ့ရဲ့အသက်တာတွေကိုသူကအသုံးပစ်လိုက် But when this younger brother returned home, remember his father welcomed him. The father gave him a new set of clothes. The father threw a party with live music and even a roasted calf. ဒါပေမဲ့သူ့ရဲ့ဒီသားငယ်ကဝိကနေနောက်ထပ်တရားနဲ့ပြန်လာတဲ့အခါမှာသူ့ဖေကဘာလို့လဲကျိုးဆိုယုံတင်မကဘူးပါတီပွဲတွေလုပ်ပြီးတော့တကယ့်ကိုနော်ကောင်းလုံးနဲ့တိရစ္ဆာန်ကိုတောင်မှတတ်ပြီးတော့ပွဲချင်းပပေးခဲ့တယ်မဟုတ်ဘူးလား And remember when the older brother saw how the father put his arms around and showered love upon his younger brother, he was mad. အဲ့မဲ့သူ့ကိုကပြန်လာတဲ့အခါမှာအဲ့ဒီပွဲချင်းမနေတာကိုတွားတွေ့တယ်သူ့အဖေကသူ့ရဲ့ညီလေးကိုချစ်ချင်းမေတ္တာနဲ့ဖတ်နေတာကိုသူတွားတွေ့တဲ့အခါမှာသူဘာဖြစ်သွားတယ်လဲသူအယံကိုဒေါသထွက်သွားတယ် He was mad that this wild younger brother
his father threw him a party, and yet he, being faithful, never received a party. သူ့ရဲ့ကိုကြီးကနော်ဒီတကယ်ကိုစူးသွမ်းတဲ့သူ့ရဲ့ညီလေးကိုသူ့အဖေကကြတော့ဘာမှမစီမဆိုင်မဲနဲ့ပွဲတွေကိုလှုပ်ပေးတယ်။ဒါပေမဲ့သူကဒီနေရာမှာအသက်စာရှိနဲ့နေပေမဲ့သူ့အဖေကဘာမှမလုပ်ပေးဘူးဆိုတဲ့စိတ်နဲ့သူအရာကိုဒေါသထွက်တယ်။ Let me read to you what happened in Luke chapter 15, beginning in verse 28. ဒီလူကခန်းကြီး15အပိုင်းရဲ့28လေးကိုကျွန်တော်ဖတ်ပြရစေ။ And we'll read down to verse 30. Listen to the words of this older brother. သူအကိုရဲ့စကားတွေကိုကြည့်ကြပါစို့အကိုကြီးရဲ့စကားကို The Bible says in verse 28, but he was angry and he would not go in. Therefore his father came out and pleaded with him. So he answered and he said to his father, he says, lo, these many years I have been serving you. I never transgressed your commandment at any time, and yet you never gave me a young goat that I might make merry with my friends. But as soon as this son of yours came, he who has devoured your livelihood with harlots, you killed the fatted calf for him. ဒီကနေဖတ်သွားပါမယ်အဘအနေသူစီကိုတွားယူချောင်းမော်ရာ၏တာကြီးကလည်းကျွန်ုပ်ဒီကာလတာရှိဆိုအဘရဲ့စီကိုခံပါပြီအဘရဲ့လူကိုတစ်ခါမျှမလွန်ကြိုးပါသို့တော်လည်းကျွန်ုပ်ဒီစီတို့နဲ့တူပြုံဝေးခြင်းကိုပြုစေခြင်းကအဘဒီစိတ်ကလေးတကောင်ကိုမျှမပေးတဲ့ပြည်တစားမိန်းမတို့နဲ့ပေါင်းပေါ်၍မိမိဥစ္စာကိုဖြုံးသောဤသားငယ်ရောက်လာသောအခါမူကအဘဒီစူအောင်ကြွေးသောနွားလေးကိုတတ်လေပြီးတကားဟုဆို၏. You see, this older brother lived under the law. ကျွန်တော်တို့ဒီသူ့ရဲ့အကိုကြီးကပြည့်ညက်တရားအောက်မှာအသက်ရှင်နေတယ် He thought through the many years of faithfully serving his father that he had earned the right to have a party. သူဟာဆိုရင်တော့နှစ်ပေါင်းများစွာသူ့ရဲ့အဖေအောက်မှာသစ္စာရှိစွာနဲ့သူလှုပ်ဆောင်တဲ့အရာတွေကသူ့အဖေကသူ့အတွက်ပွဲကျင်းပပေးဖို့ရန်အတွက်ဆိုတဲ့အရာကိုသူကမျှော်နေတာ His mentality was, if I obey my father, then my father is bound to bless me. သူ့ရဲ့အတွေးကဘာလဲဆိုရင်တော့ငါအဖေကိုငါနာခံမယ်ဆိုရင်တော့ကျင်းသေးပေါ့ငါအဖေကကောင်းကြီးတွေငါ့ကိုပေးမှာပဲ You see, he was living under the law. ဆိုတော့ဒီနေရာမှာအားလုံးသိကြမှာပါတွေးကြမှာပါသူကပြည့်ညက်တရားအောက်မှာအသက်ရှင်နေတာဖြစ်တယ် So in the very same way, you see, if we are envious or we are jealous or we are just upset that others do not hold our standards and our convictions, and they're blessed more than we are, then we're living under the law. ထိုနည်းတူ၎င်းပဲကျွန်တော်တို့မြောက်များစွာချိန်မှာသူများကိုကျွန်တော်တို့ဒေါသထွက်တယ်ကျွန်တော်စိတ်ထဲမှာမနာလိုမှုတွေဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကဲသူတို့တွေကအသစ္စာလည်းမရှိဘူးတမန်တရား၌သူတို့ရဲ့ယက်တီချက်လည်းမကောင်းပေမဲ့ကျွန်တော်တို့တက်ပုံပြီးတော့ကောင်းခြင်းမင်္ဂလာတော့ခံစားနေပါလားဆိုတဲ့ဟာတွေကျွန်တော်မြင်တဲ့အခါမှာဒေါကန်တက်တယ် Maybe something goes wrong during your day, or maybe you and your family are suffering some kind of difficulty or some kind of hardship, or maybe tragedy has struck your home, and you look up to God and you say, God, what did I do wrong? Or God, why did I deserve this? That it indicates that you're living under the law and have very little understanding of God's amazing grace. ကျွန်တော်ရဲ့သက်တာမှာကျွန်တော်မိသားစုပြဿနာတွေကျွန်တော်ခက်ခဲမှုတွေနာကျင်မှုတွေကြုံတွေ့လာရတဲ့အခါမှာကျွန်တော်ကောင်းကင်ကိုမောကြည့်ပြီးတော့အိုးကိုတော့ကျွန်တော်ရဲ့ဘဝမှာကျွန်တော်ရဲ့သက်တာမှာကျွန်တော်ဘာအမားတွေလုပ်မိလို့ကိုတော့ဒီလိုမျိုးနဲ့ကျွန်တော်ကိုအပြစ်ပေးရတာလေဆိုပြီးတော့ကျွန်တော်တို့ဖယားသခင်ကိုကျွန်တော်တို့ကcomplaint တက်တဲ့အခါမှာကျင်းတီပေါဖယားရဲ့ကြီးမားတဲ့ယေရှုတရားကိုကျွန်တော်တို့နားမလည်လို့မဖြစ်နေပါ You see, when we try to live the Christian life according to the law, then we wind up living frustrated, fearful, and fruitless Christian lives. ကျွန်တော်ရဲ့ခရိယာတက်တာကိုပြည့်ညက်တရားနဲ့စူးစမ်းပြီးတော့ကျွန်တော်အသက်ရှင်တဲ့အခါမှာဘယ်လိုမျိုးနဲ့ဖြစ်သွားတတ်တယ်လဲဆိုရင်တော့ကြောက်ရွံ့ခြင်းတွေစိုးရိမ်ခြင်းတွေကျွန်တော်တို့ဒီမလုံမလေးဖြစ်ခြင်းတွေနဲ့နောက်ဆုံးမှာအတီးအပွင့်မဝေစာတော့တဲ့ခရိယာအဖြစ်တို့ကျွန်တော်ရောက်သွားတတ်တယ် You see, that's what Romans chapter 7 is all about. ယောမခန်းကြီးခွန်ဟာဆိုရင်တော့အဲ့ဒီရနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကြီးပါပဲ It pictures a man trying to live the Christian life according to the law, and that life is a life of struggle.
ဒီထဲမှာကျွန်တော်ကြည့်မယ်ဆိုရင်တော့ဒီထဲကပုံကူကခရစ်ယာန်အသက်တာကိုပြည့်ညက်တရားနဲ့အသက်ရှင်ဖို့ကြိုးစားနေတယ်တကယ်တော့ဒီပြည့်ညက်တရားနဲ့အသက်ရှင်ဖို့ကြိုးစားတဲ့အသက်တာဟာဆိုရင်တော့အောင်နိုင်ခြင်းမရှိတဲ့ရုန်းကန်တဲ့အသက်တာပဲဖြစ်သွားတယ် That's why Paul cries out and he says, "Oh, wretched man that I am, who will deliver me from this body of sin and death?" အိုးရှင်ဘောလူကဘယ်လိုအော်ခဲ့တယ်လဲငါဒီမြင်မြင်တော်သူဖြစ်ပါသည်တကားဤအသေးကောင်ကနေငါကူဘယ်သူကကဲတင်နိုင်မလဲဆိုပြီးတော့သူထအော် So what's the answer to living life under the law? It's living life under the direction of grace. ဆိုတော့ကျွန်တော်တို့ဒီပြည့်ညက်တရားအောက်ကနေလွတ်မြောက်ပြီးတော့အောင်နိုင်တော့အသက်တာကိုကျွန်တော်ဘယ်လိုမျိုးနဲ့ရနိုင်တယ်လဲဆိုရင်တော့ဂျေဇုတရားအောက်ကိုကူးပြောင်းပြီးတော့အသက်ရှင်တော့အသက်တာမှာဖြစ်ပါ Paul said in Romans 6 and verse 14, "For sin shall not have dominion over you." Why? Because you're not under law, but you are under grace. ခင်ဘောလူကဘာပြောလဲပြည့်ညက်တရားအောက်မှာသင်တို့ဟာမရှိတော့ဘူးသင်တို့ဟာဂျေဇုတရားအောက်မှာရှိတဲ့အတွက်ကြောင့်အပြစ်တရားတွေသင်တို့ကိုမအုပ်ဆိုးရတော့ဘူးလို့ပြောတာ So what is grace? ဆိုတော့ဒီနေ့မှာဂျေဇုတရားဆိုတာဘာလဲ Grace is God's unmerited favor that's been poured out on us. ဂျေဇုတရားဆိုတာကဖယားသခင်ထံကနေလာတဲ့ဖယားရဲ့ကျွန်တော်တို့ကိုထိုက်တန်လို့မဟုတ်ဘဲနဲ့မထိုက်မတန်ဘဲနဲ့ပေးတဲ့အကောင်းကြီးမင်္ဂလာဖြစ်ပါတယ် It's grace poured out on us, even though we did not deserve it, we could not earn it, and we could never repay it. ကျွန်တော်တို့ကအဲ့ဒီဂျေဇုတရားကိုဖယားပေးတဲ့ဆုလက်ကိုထိုက်တန်လို့မဟုတ်ဘူးကျွန်တော်တို့ကအဲ့ဒီအရာကိုလှုပ်ဆောင်နိုင်လို့မဟုတ်ဘဲနဲ့ဖယားကကောင်းမြတ်လို့သာပေးတဲ့အရာဖြစ်တယ် You see, grace says that God does not bless me because I'm good, but God blesses me because He's good. ဂျေဇုတရားကဘယ်လိုပြောတယ်လဲသိလားဖယားကငါ့ကိုကောင်းချီးပေးတာကငါကောင်းလို့မဟုတ်ပဲနဲ့ဖယားကငါ့ကိုကောင်းချီးပေးရတဲ့အကြောင်းရင်းကအဲ့ဒီကောင်းချီးပေးတဲ့ဖယားကကောင်းမြတ်တဲ့ဖယားဖြစ်တဲ့အတွက်ပါ You see, being free from the law and being under grace means that there's nothing that you can do to make God love you more, and there's nothing that you can do to make God love you less. ကျွန်တော်တို့เนาะဂျေဇုတရားကိုဘယ်လိုနားလည်ရမလဲဆိုရင်တော့ဘုရားသခင်ကတင့်ကိုမချစ်တော့အောင်ဘာမှတင်လို့မရတယ်လို့ဒီဘုရားသခင်ကတင့်ကိုတာ၍ချစ်အောင်လဲတင်ဘာမှဆက်လို့မရတော့ပါဘူး You see, as believers, although we are free from the law of Moses, please know that we are still bound to obey God. ကျွန်တော်ယုံကြည်သူတွေနားလည်ရမယ့်အရာကမောရှေရဲ့ပြည့်ညတ်တိတရားအောက်ကနေကျွန်တော်လွတ်မြောက်သွားပြီဆိုတာမှန်ပေမဲ့ဘုရားသခင်ကိုကျွန်တော်နာခံရအောင်မယ်ဆိုတဲ့အချက်လေးကတော့ကျွန်တော်နားလည်ဖို့ And so, although we're not under the law of Moses, we're still under the law of Christ. 1 Corinthians 6 and verse 2 says that we are to fulfill the law of Jesus Christ. ကျွန်တော်တို့ဟာဆိုရင်တော့မောရှေရဲ့ပြည့်ညတ်တိပြည့်ညတ်တရားအောက်မှာမရှိတော့ပေမဲ့ကျွန်တော်တို့ဟာဆိုရင်တော့ခရစ်တော်ရဲ့တရားအောက်မှာကျွန်တော်ရှိနေသေးတယ်တိကောအခန်းကြီး6အပိုင်းငယ်2မှာဒါကြောင့်ခရစ်တော်ရဲ့စကားကိုနာခံဖို့ရန်အတွက်တော့ကျွန်တော်တို့အနေနဲ့လှုပ်ဆောင်ရမယ် But you see, being under the law of Christ, we obey not to be blessed by God or fear of being cursed by God, but we do it because we have been blessed by God. ကျွန်တော်တို့ခရစ်တော်ရဲ့တရားအောက်မှာခရစ်တော်ကိုနာခံတာကကျွန်တော်ကောင်းချီးမင်္ဂလာရခြင်းလို့နာခံတာမဟုတ်ဘဲနဲ့ကောင်းချီးမင်္ဂလာကိုအမြဲတမ်းခံစားပြီးသားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကနာခံနေတာဖြစ်ပါ You see, His grace motivates my obedience. အနည်းအားဖြင့်ပြောမယ်ဆိုရင်တော့သူ့ရဲ့ဂျေဇုတော်ကကျွန်တော်ကိုနာခံဖို့ရန်အတွက်ကျွန်တော်ကိုတွန်းပို့နေတာကိုပြောတာဖြစ်တယ် And do you realize that under grace, we have been given a new power to obey Christ? ကျွန်တော်တို့နားလည်ဖို့လိုအပ်တဲ့အရာကဒီဂျေဇုတရားအောက်မှာခရစ်တော်ရဲ့စကားကိုနာခံဖို့ကျွန်တော်တို့ကိုဖခင်ကတကိုးတော်ပေးတယ်ဆိုတာပါပဲ You see, one of the blessings of living under grace is at the moment of our salvation, God immediately and permanently indwelt us with the Spirit of God. ဂျေဇုတရားအောက်မှာကျွန်တော်တို့တွေ့အရန်ကိုဝမ်းမြောက်စရာကောင်းတဲ့ကောင်းချီးမင်္ဂလာကပါလဲဆိုတော့ကယ်တင်ခြင်းရတဲ့နေ့မှာဖခင်သခင်ကကျွန်တော်တို့ကိုတကိုးပေးတယ်အဲ့ဒီတကိုးကပါလဲဆိုတော့ကျွန်တော်တို့အထဲမှာသူ့ကိုယ်တိုင်ကျွန်တော်နဲ့အတူရောက်လာတယ်သူ့ကိုယ်တိုင်လာနေတယ်
And the Spirit of God lives within us to enable us to successfully obey and live according to the law of Christ. အဲ့ဒီကျွန်တော်ထဲမှာရှိတဲ့တန်ရှင်းသောဝိညာဉ်တော်ဖခင်ကဒီခရစ်တော်ရဲ့တရားကိုကျွန်တော်တို့ကနာခံနိုင်အောင်လုံးလုံးလိုက်လျှောက်နိုင်အောင်မဆပေးပါ And this immediate and permanent indwelling of the Spirit of God was not true for the nation of Israel under the law of Moses. ဒီတန်ရှင်းသောဝိညာဉ်တော်ချိန်ဝချင်းဆိုတဲ့အရာကကျွန်တော်တို့ဒီဓမ္မဟောင်းကျမ်းမှာတွေ့ရတယ်ဣသရေလနိုင်ငံတွေအတွက်တော့မဟုတ်ခဲ့ပါဘူး They had no power to obey the law. သူတို့အတွက်တော့တကယ်တော့ပညတ်တရားကိုလိုက်လျှောက်နိုင်ဖို့ရအတွက်ဘာတကူမှမရှိခဲ့ဘူး But under the age of grace, we have power to do what God has called us to do. ဒါနဲ့ကျွန်တော်ကျေးဇူးတရားခေတ်ယနေ့ကျွန်တော်တို့ခေတ်မှာကြတော့ဖခင်သခင်ကျွန်တော်တို့ကိုလှုပ်ဖို့ရန်အတွက်တောင်းဆိုတဲ့အရာကိုလုံးနိုင်ဖို့ကျွန်တော်တို့မှာတကူရှိနေပြီ In fact, Jesus, speaking of the ministry of the Holy Spirit before and after Pentecost, made this statement. ခရစ်တော်ကတန်ရှင်းသောဝိညာဉ်တော်ရဲ့မှုတော်နဲ့ပတ်သက်ပြီးတော့ဒီပန်တီကုတ်မတိုင်မီမှာနဲ့ပန်တီကုတ်ပြီးသွားတဲ့နောက်ပိုင်းမှာဖြစ်လာမယ့်အရာနဲ့ပတ်သက်ပြီးတော့ခရစ်တော်ကဤကဲ့သို့ပြောခဲ့ပါတယ် Jesus said in John 14 and verse 17, he said, he, the Holy Spirit, dwells with you. Speaking to the disciples. ရှင်ယောဟန်အခန်းကြီး14အပိုင်းငယ်16မှာကျွန်တော်တွေ့နိုင်ပါတယ်ခရစ်တော်ကတန်ရှင်းသောဝိညာဉ်တော်ဟာရှင်တော်သင်တို့နဲ့အတူတည်နေ၍သင်တို့၌ရှိတော်မူသောကြောင့်ဆိုပြီးတော့သုံးထားပါ The Holy Spirit dwells with you and he will be in you. ခရစ်တော်ကဘာပြောလဲဆိုတော့တန်ရှင်းသောဝိညာဉ်တော်ဟာရှင်တော်သင်တို့နဲ့အတူရှိုံတင်မကဘူးသင်တို့အထဲမှာလည်းရှိမယ်ဆိုပြီးတော့ပြောတယ် In other words, before Pentecost, under the law, the Spirit of God was only with his people. ပြောရမယ်ဆိုတော့ပန်တီကုတ်နောက်မတိုင်မီမှာတန်ရှင်းသောဝိညာဉ်တော်ကဒီသူ့ရဲ့လူတွေနဲ့ခရစ်တော်ကိုယုံကြည်သောသူတွေနဲ့အတူတော့ရှိခဲ့ပါတယ် But after Pentecost, under grace, the Holy Spirit will be in his people. ဒါပေမဲ့ပန်တီကုတ်ပြီးသွားတဲ့နောက်ပိုင်းမှာတန်ရှင်းသောဝိညာဉ်တော်ဟာဆိုရင်အဲ့ဒီယုံကြည်သူတွေရဲ့အထဲမှာသူကိုယ်တိုင်ကကျင့်ဝတ်တော်မူဖြစ် And you see, the consequence of the Spirit's indwelling is the ability to obey the law of Christ every day, all the time. တန်ရှင်းသောဝိညာဉ်တော်ရဲ့ကျွန်တော်အထဲမှာကျင့်ဝတ်ခြင်းရဲ့ရလက်ကဘာဖြစ်လာတယ်လဲဆိုရင်ခရစ်တော်ရဲ့တရားကိုအမြဲတမ်းနေ့ရက်စဉ်တိုင်းနာခံနိုင်အောင်သူကမဆပေးတာဖြစ် In fact, listen to what the prophet Ezekiel said about the Spirit in the age of grace. Prophet ကြီးယေဇချီလာကဒီကျေးဇူးတရားခေတ်ကာလမှာနဲ့ပတ်သက်ပြီးတော့တန်ရှင်းသောဝိညာဉ်အကြောင်းနဲ့ပတ်သက်ပြီးတော့သူပြောထားတဲ့အရာလေးကိုကျွန်တော်နားထောင်ကြရအောင် This is found in Ezekiel 36 and verse 27. ယေဇချီလာခန်းကြီး36အပိုင်းရဲ့30မှာဖြစ်ပါတယ် Ezekiel said this. He says, I will put my spirit within you and cause you to walk in my statutes, and you will keep my judgments, and you will do them. Verse 30, chapter 36 and verse 27. ပိုင်းရဲ့29မှာငါဝိညာဉ်ကိုလည်းသင်တို့ထဲသို့သွင်းပေးသဖြင့်သင်တို့သည်ငါ၏တရားလမ်းသို့လိုက်၍ငါစီရင်တော်မူချက်တို့ကိုစောင့်ရှောက်ကြလိမ့်မည် You see, Ezekiel is looking down that tunnel of time during this age of grace. And he said, in that day, the Spirit of God will live within you, and he will enable you to walk in my statutes and to keep my judgments. ယေဇချေလာကဂျေဇုတရားကာလမှာဖြစ်လာမယ့်အရာကိုကြိုတင်ပြီးတော့ဒီနေရာမှာအနာဂတ်ပြုထားတာဖြစ်ပါတယ်အဲ့ဒါပါလဲဆိုတော့အဲ့ဒီဂျေဇုတရားခေတ်ကာလရောက်တဲ့အချိန်မှာတန်ရှင်းသောဝိညာဉ်တော်ကသူ့ရဲ့လူတွေအထဲမှာချိန်ဝတ်ပြီးတော့သူတို့ကိုလမ်းပြမယ် I heard the story of a man who was converted to Christ while he was in prison. ကျွန်တော်ပုံမြင်လေးကြားမှုပါတယ်လူတယောက်သူထောင်ထဲမှာသူခရစ်တော်ကိုလက်ခံသွားခဲ့တဲ့အကြောင်းအရာလေး And he was thrown in prison because he was a thief. သူဟာဘာဖြစ်လို့ထောင်ထဲကိုရောက်ခဲ့ရတယ်လဲဆိုရင်တော့သူကတခိုးဖြစ်နေလို့ပါပဲ And upon his relief from prison, the first thing that he wanted to do was to visit a church. ဆိုတော့သူထောင်ကနေ
လွတ်လာတဲ့ခါမှာပထမဦးဆုံးသူလှုပ်ချင်တဲ့အရာကဘာလဲဆိုရင်တော့เนาะအသင်းတော်တစ်ခုခုကိုသူသွားချင် So not knowing what church to attend, he picked one at random. ဆိုတော့ဘယ်အသင်းတော်ကိုသူသွားရမလဲဆိုတာကိုသူမသိဘူးအသင်းတော်တွေကများနေတော့ဆိုတော့သူကတစ်ခုခုကိုပဲသူကောက်ရွေးလိုက် And so on Sunday morning, he sat in the back of the church. ဆိုတော့တနင်္ဂနွေနေ့ရောက်လာတဲ့အခါမှာဒီအသင်းတော်ဘုရားကျောင်းထဲမှာသူအနောက်မှာထိုင်နေတယ် And when he looked up front, to his dismay, he saw two large plaques on either side of the pulpit, and they were the 10 Commandments. ဆိုတော့သူအရန်အော်သွားတာကဘာလဲဆိုရင်เนาะသူအနောက်ကနေဒီအရှိကိုကြည့်တဲ့အခါမှာเนาะဒီပြည့်ညတ်တော်10ပါးကိုရေးထားတဲ့เนาะဒီကတ်ထားတဲ့အရာနှစ်ခုကိုအရှိမှသူသွားတွေ့တယ် And he thought to himself, that is the last thing that I want to see. He says, I know my weaknesses. I know my failures. That's the last thing that I want to see is the law that is condemning me. အဲ့ဒါနဲ့သူဘယ်လိုခံစားလဲဆိုရင်တော့တကယ်တော့အဲ့ဒီပြည့်ညတ်တရားတွေကเนาะငါမြင်ခြင်းတဲ့အထက်ကနောက်ဆုံးသောအရာတွေပါပဲဘာဖြစ်လို့လဲဆိုတော့ငါမှားတယ်ဆိုတာငါသိတယ်အဲ့ဒီအရာတွေကငါ့ကိုတရားစီရင်နေတယ်ဆိုတော့သူစိတ်ထဲမှာတွေးပါတယ် But as he sat there, he began to read the 10 Commandments, and he realized that he was reading them differently now as a believer. ဒါပေမဲ့သူထိုင်ပြီးတော့အဲ့ဒီပြည့်ညတ်တော်10ပါးကိုသူဖတ်တဲ့အခါမှာသူဖတ်တဲ့ပုံစံကအရင်တုန်းကနဲ့မတူတော့ပဲထူးခြားတယ်ယုံကြည်သူတယောက်အနေနဲ့သူဖတ်တဲ့အခါမှာ Previously, he read them, you shall not steal, and it was a command. အရင်တုန်းကတော့သူဖတ်တဲ့အခါမှာเนาะမခိုးရလို့ပြောတဲ့အခါမှာအဲ့ဒီအရာကအမိန့်တစ်ခုလိုမျိုးနဲ့သူကဖတ်ခဲ့တယ် But this time he read them, you shall not steal, and it was a promise. ဒါပေမဲ့ဒီချိန်မှာသူကเนาะမခိုးရလို့သူပြန်ဖတ်တဲ့အခါမှာသူအခုမြင်တဲ့ပုံကဂတိပေးတဲ့ပုံစံနဲ့သူမြင် Because he realized that the Holy Spirit of God lives in him, and the Spirit will enable him to walk in his statutes and to keep his judgments. ဘာဖြစ်လို့လဲဆိုရင်တော့သူနားလေသဘောပေါက်သွားတာကသူ့အထဲမှာရှိတဲ့တန်ရှင်သောဝိညာဉ်တော်ကြောင့်ဒီတရားဟာဆိုရင်တော့သူ့အနေနဲ့လိုက်လျှောက်လို့ရတဲ့တရားဖြစ်သွားပြီ။ဘာဖြစ်လို့လဲဆိုတော့ဝိညာဉ်တော်ကသူ့ကိုတကူပေးမှာဖြစ်တဲ့အတွက်ကြောင့်လေ You see, under grace, the law of Christ is not so much a command to obey, but it's a promise to claim. ဆိုတော့ကျွန်တော်တို့ယေရှုတရားရဲ့အောက်မှာเนาะဒီခရစ်တော်ရဲ့တရားတွေဟာဆိုရင်တော့ကျွန်တော်တို့အနေနဲ့အမိတ်ပြည့်ညက်ချက်ကဲ့သို့လိုက်လျှောက်ရမယ့်ပုံသဏ္ဍာန်မဟုတ်တော့ဘဲနဲ့ကျွန်တော်တို့အနေနဲ့လိုက်လျှောက်နိုင်တဲ့ဂတိတော်အနေနဲ့ပြောင်းသွားပါ Because not only has the grace of God freed us from the demands of the law, but it has given us a new power to obey the law. ဘာဖြစ်လို့လဲဆိုတော့ယေရှုတရားအောက်မှာဝိညာဉ်တော်ရဲ့တကူကကျွန်တော်တို့ကိုပြည့်ညက်တရားတွေကိုเนาะပြည့်ညက်တရားတွေရဲ့တောင်းဆိုချက်ကနေကျွန်တော်တို့ကိုလွတ်မြောက်စေုံတင်မကဘူးဒီပြည့်ညက်တရားဒီတောင်းဆိုချက်တွေကိုလိုက်လျှောက်နိုင်တဲ့တကူကိုလည်းဝိညာဉ်တော်ကပေး So under grace, not only do we have a new power, but notice we also have a new incentive. We have a new motivation. ကျွန်တော်တို့ပြည့်ညက်ယေရှုတရားအောက်မှာအတစ်တော်တကူကိုရယုံတင်မကဘူးအတစ်တော်စိတ်နှလုံးအတစ်တော်လှုပ်ဆောင်ခြင်းနဲ့စိတ်ကိုလည်းကျွန်တော်ရသွားပါ Under grace, I hope I said grace. Under grace, we have a new power to live, and we also have a new incentive under grace. အဲ့ဒီအရာကပါလဲဆိုတော့ယေရှုတရားအောက်မှာเนาะယေရှုတရားအောက်မှာကျွန်တော်လိုက်လျှောက်နိုင်တဲ့အသက်ရှင်နိုင်တဲ့တကူကိုကျွန်တော်ပြောတာဖြစ်တယ်အသက်ရှင်ခြင်းနဲ့လိုက်လျှောက်ခြင်းနဲ့စိတ်နှလုံးသားကိုလည်းပြောတာဖြစ်တယ် You see, the nation of Israel kept the law out of fear and guilt. ကျွန်တော်တို့ဣသရေလလူမျိုးတွေကဒီပြည့်ညက်တရားတွေကိုကြောက်ရွံ့ခြင်းနဲ့စိုးရိမ်ခြင်းတွေနဲ့သူတို့ကလိုက်လျှောက်နေရတယ် But under grace, we as believers, we keep the law of Christ out of love. ဒါပေမဲ့ကျွန်တော်တို့ယေရှုတရားအောက်မှာကျွန်တော်ယုံကြည်သူတွေကခရစ်တော်ရဲ့တရားကိုဒီချစ်ခြင်းမေတ္တာနဲ့ကျွန်တော်တို့ကအသက်ရှင်နေတာဖြစ်တယ် You see, we keep the Lord's commands not to be blessed by God or fear of being cursed by God. ကျွန်တော်တို့ကဖယားရဲ့เนาะဖယားစကားကိုကျွန်တော်နားထောင်တဲ့အခါမှာကြောက်ရွံ့ခြင်းနဲ့နားထောင်တာမဟုတ်ဘူးကောင်းကြီးရခြင်းလို့နားထောင်တာလည်းမဟုတ်တော့ဘူး We do not obey the law of Christ to gain God's favor or obtain his blessing or to secure his acceptance.
ဘုရားသခင်ရဲ့မျက်နှာသာပေးမှုဒါမှမဟုတ်ဘုရားသခင်ကကျွန်တော်တို့လက်ခံဖို့ဘုရားခင်ကကျွန်တော်တို့ကိုကောင်းကြီးချပေးဖို့ရအတွက်ကျွန်တော်တို့ကအဲ့ဒါတွေကိုမျှော်လင့်လို့နားထောင်တာနာခံတာမဟုတ်တော့ပါဘူး You see, under grace, we already have his favor. We already have his blessing. We already have his acceptance. ကျွန်တော်တို့ဟာကျေးဇူးတရားအောက်မှာတကယ်တော့ဘုရားသခင်ရဲ့လက်ခံခြင်းဘုရားသခင်ရဲ့ကောင်းကြီးဘုရားသခင်မျက်နှာသာပေးမှုတွေကိုကျွန်တော်အကုန်လုံးရခဲ့ပြီးပါပြီ He loves us as much today as he ever will, regardless of what we do. ကျွန်တော်တို့ကိုဘုရားသခင်ကအမြဲတမ်းဆက်ပြီးတော့ချစ်နေအောင်မယ်ဘယ်လိုပဲဖြစ်နေပါစေ You see, but we keep his commandments simply because we love him. ဒါပေမဲ့ကျွန်တော်တို့ဘာဖြစ်လို့ဘုရားသခင်ရဲ့စကားကိုနားထောင်ရတာလဲအလွယ်ကူဆုံးပြောရမယ်ဆိုရင်တော့ရိုးရိုးရှင်းရှင်းနဲ့ပြောရမယ်ဆိုရင်တော့သူ့ကိုကျွန်တော်တို့ချစ်တဲ့အတွက်ကြောင့်ပါပဲ Jesus says, if you love me, keep my commandments. ခရစ်တော်ကဘာပြောလဲဆိုတော့ငါကိုချစ်တယ်ဆိုရင်တော့ငါပင်ငယ်တို့ကိုစောင့်ရှောက်ပါလို့ပြောတယ်မဟုတ်ဘူးလား You see, the difference between serving God under law and serving God under grace is love. ကျွန်တော်တို့နော်ပညာတရားရဲ့အောက်မှာဘုရားကိုအစေခံခြင်းနဲ့ယေရှုတရားအောက်မှာဘုရားကိုအစေခံခြင်းရဲ့ထူးခြားမှုကဘာလဲခြားနာမှုကဘာလဲဆိုရင်တော့ချစ်ခြင်းမေတ္တာဖြစ်တယ် You see, under the law, the nation of Israel served God out of fear and guilt. ကျွန်တော်ပညာတရားအောက်မှာဣသရေလနိုင်ငံတွေကဘုရားရဲ့အစေကိုကြောက်ရွံ့ခြင်းအဖြစ်စိုးရိမ်ခြင်းအဖြစ်သူတို့ကအစေခံခဲ့ရတယ် But you see, under grace, we are motivated by love, not by fear, not by guilt, but we're motivated by love. ဒါပေမဲ့ယေရှုတရားအောက်မှာကျွန်တော်တို့ကိုဘယ်အရာကဘုရားကိုနာခံဖို့တွန်းအားပေးတယ်လဲဆိုရင်တော့ချစ်ခြင်းမေတ္တာကတွန်းအားပေးတာဖြစ်ပါတယ်မလုံမလဲဖြစ်ခြင်းတွေကြောက်ရွံ့ခြင်းတွေစိုးရိမ်ခြင်းတွေကမဟုတ်ပါဘူး We willingly obey him because he has wonderfully blessed us. ဘာဖြစ်လို့ကျွန်တော်တို့သူ့ရဲ့အစေကိုခံရတာလဲသူ့ကိုဘာဖြစ်လို့ကျွန်တော်နာခံရတယ်လဲဆိုရင်တော့ကျွန်တော်တို့ကိုသူကကောင်းချီးတွေအများကြီးပေးခဲ့ပြီးပြီဆိုတာကျွန်တော်တို့သိထားတယ် My obedience to him is motivated by his love for me. ဘာဖြစ်လို့ကျွန်တော်ကသူ့ကိုနာခံတယ်လဲဆိုတဲ့အကြောင်းရင်းကတော့သူကျွန်တော်ကိုချစ်တဲ့အတွက်ကြောင့်ဆိုတဲ့အပေါ်မှာသွားမှုတည်နေပါပြီ It was John who said, we love him because he first loved us. ရှင်ယောဟန်ကဘယ်လိုပြောတယ်လဲဆိုရင်တော့သူကိုငါတို့ချစ်တယ်ဘာဖြစ်လို့လဲဆိုတော့သူကငါတို့ကိုအရင်ချစ်လို့ဆိုတော့ပြောခဲ့ I heard the story of a man who was a tyrant of a husband. He was a difficult man to live with. ကျွန်တော်နော်ဒီပုံပြင်တစ်ခုကြားဘူးပါတယ်အဲ့ဒါဘာလဲဆိုရင်တော့နော်ဒီခင်ပွန်းတဲ့တကယ်ကိုခက်ခဲတဲ့နော်ခင်ပွန်းတဲ့တယောက်သူ့အမျိုးသမီးကအရင်ကျမ်းနာနေတယ် From the very moment he was married, he gave his wife a list of things that she could and could not do, requirements that she had to take care of every single day. သူနဲ့သူ့အမျိုးသမီးစားလက်ထက်တော့စာယူခါစားအချိန်ကနေသူ့အမျိုးသမီးကိုသူစီကံချက်တွေလုပ်ရမယ့်အရာတွေအများကြီးသူ့အမျိုးသမီးကိုသူချမှတ်ပေးခဲ့ He insisted that she needed to rise very early every morning to prepare his breakfast. သူကနော်သူ့အမျိုးသားကသူ့အမျိုးသမီးကိုမနေ့စောစောထားပြီးတော့ထမင်းချက်ရပဲထမင်းပြင်ရမယ်ဆိုတဲ့အရာတွေကိုလည်းသူတာဝန်ချတာ He demanded that her house was kept spotless. သူကအိမ်ကလုံးလုံးတန့်ရှင်းရမယ်ဆိုပြီးတော့လည်းနော်တာဝန်ချထားတယ်အမိန့်ချတာ He required an accounting for every single cent, every single dollar spent. နော်ပတ်စံဒေါ်လာဘယ်လောက်ထိသုံးလဲဆိုတဲ့ဟာအသေးအစိတ်နော်တိကျကျနဲ့မှတ်ထားရမယ်တဲ့ And he had many other restrictions that she had to abide by. ဆိုတော့ဒီအမျိုးသမီးကသူ့ယောက်ျားရဲ့နော်ချမှတ်ထားတဲ့စီကံတင်းကျပ်တဲ့အရာတွေအများကြီးလိုက်နာရမယ့်ဟာရှိနေတယ် And a few years into the marriage, sadly, her husband died. သူတို့ယူပြီးတော့နော်နှစ်အနည်းငယ်မှာသူ့အမျိုးသားဆုံးသွားခဲ့ပါတယ် And a few years later, she married another man who was just the opposite of her first husband. တိတ်မကြသေးခင်မှာသူမကနော်နောက်ထပ်ယောက်ျားတစ်ယောက်နဲ့သူယူဖြစ်ခဲ့တယ်ဒါပေမဲ့သူ့ရဲ့အဲ့ဒီအမျိုးသားကပထမအမျိုးသားနဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်နေခဲ့ He was loving, he was tender, he was compassionate, and he was unselfish. သူဟာဆိုရင်တော့အရန်ချစ်တတ်တယ်ကျင်နာတတ်တယ်ဂရုစိုက်တတ်တယ်တကူကောင်းမဆန်တဲ့ခင်ပွန်းတွေဖြစ်တယ်
And one day she was going through some of the things of her former husband, and she found this list that her first husband demanded that she do every single day. တကယ်တော့ဒီအမျိုးသမီးကသူ့ရဲ့ပထမအမျိုးသားကချမှတ်ခဲ့တဲ့စီမင်းစည်းကမ်းစာရွက်တွေကိုเนาะအကုန်လုံးသူသွားတွေ့သူမှပြန်တွေ့ခဲ့တယ်ပေါ့ And to her amazement, she realized that she was doing all the things for her present husband without being required to do so. သူမကအရန်အံ့ဩသွားတယ်ဘာဖြစ်လို့လဲဆိုရင်เนาะလက်ရှိအမျိုးသားပေါ်မှာသူမလှုပ်ပေးနေတဲ့အရာတွေအားလုံးကအဲ့ဒီသူပထမအမျိုးသားကချမှတ်ထားတဲ့စီကံထဲကနေအကုန်လုံးသွားတူပေမဲ့မတူတာကတာဝန်အရာသူကမလုပ်တော့ဘူး And she realized that she was doing them willingly simply because she loved him. သူမကတကယ်တော့ဒီအရာတွေအားလုံးကိုသူ့အလိုလိုနဲ့သူမလုပ်နေရတဲ့အကြောင်းရင်းကသူမရဲ့လက်ရှိအမျိုးသားကိုသူမကတကယ်ချစ်တဲ့အတွက်ကြောင့်ဖြစ်နေတယ် His love for her inspired her love for him. ဒီအပြင်ပြောမယ်ဆိုရင်သူ့အမျိုးသားကသူ့ရဲ့အမျိုးသမီးကိုအရန်ချစ်တဲ့ချစ်ချင်းတရားကသူ့ရဲ့အမျိုးသမီးကိုနော်သူ့အမျိုးသားကိုချစ်ပြန်ပြီးတော့ချစ်စေတယ်ရောင်ပြန်အပ်စေတယ်လို့ပြောရမှာ And you know, in the same way, we obey God because he has wonderfully blessed us. ထိုနည်းတူ၎င်းပဲဒီနေ့မှာကျွန်တော်ဖခင်သခင်ကိုဘာဖြစ်လို့နာခံရတာလဲဆိုတော့ဖခင်ကကျွန်တော်တို့ကိုများစွာသောကောင်းချီးတွေကိုပေးခဲ့ပြီးဖြစ်လို့ပါ Our love and obedience to him is motivated by his love and grace to me. ကျွန်တော်တို့ရဲ့သူ့ကိုချစ်ချင်းမြတ်တာနဲ့ဘုရားသခင်ကိုနာခံခြင်းဆိုတဲ့အရာကဘုရားသခင်ရဲ့ဂျေဇုနဲ့ဘုရားသခင်မြတ်တာတော်ကကျွန်တော်တို့ကိုအရင်ဦးဆုံးတွေးဆောင်တဲ့အတွက်ကြောင့်ပါပဲ So what moves and motivates you to obey him and to live for him? ဒီနေ့မှာမိဂုံးကဒါဆိုရင်ဘုရားသခင်ကိုနာခံဖို့ဘယ်အရာကတင့်ကိုတိုက်တွန်းနေတာလဲ Friends, the answer is very simply, it is his amazing grace. It is God's love for me that incites and enables me to love and obey him and love others. အဖြေကတော့ရိုးရိုးချင်းလေးပါပဲဘုရားသခင်ရဲ့ချစ်ချင်းမြတ်တာကသူ့ရဲ့စကားနဲ့သူ့ရဲ့စေလိုရာကိုအစေခံခြင်းနာခံစေခြင်းနဲ့အရာတွေကိုဘုရားရဲ့ချစ်ချင်းမြတ်တာကြီးမားတဲ့မြတ်တာကဖြစ်စေတာဖြစ်ပါတယ် Paul reminded us of this when he said this in Romans chapter 13, verse 9 and 10. ဒီအနေနဲ့ပတ်သက်ပြီးတော့ရှင်ဘောလုံးကယောမအခန်းကြီး73အပိုင်ရဲ့9နဲ့10မှာဒီလိုပြောထားပါတယ် Romans 13 and verse 9, Paul said, for the commandments, he says, you shall not commit adultery, you shall not murder, you shall not steal, you shall not bear false witness, you shall not covet. If there is any other commandment, all are summed up with this saying, namely, you shall love your neighbor as yourself, for love does no harm to a neighbor. Therefore, love is the fulfillment of the law. အကြောင်းမူကားသူ့မယားကိုမပြစ်မှားနဲ့လူအသက်ကိုမတတ်နဲ့သူ့ဥစ္စာကိုမခိုးနဲ့မမှန်သောတသက်ကိုမခံနဲ့သူ့ဥစ္စာကိုတတ်မှတ်လိုချင်သောစိတ်မရှိစေနဲ့ဟုသောပညာမှစ၍အခြားသောပညာရှိသမျှတို့သည်ကိုယ်နဲ့ဆက်ဆိုင်သောသူကိုကိုယ်နဲ့မျှချစ်လော့ဟုသောပညာတစ်ခု၌အပါဝင်ဖြစ်ကြ၏ချစ်ချင်းမြတ်တာရှိသောသူသည်ကိုယ်နဲ့ဆက်ဆိုင်သောသူ၏အကျိုးကိုမဖျက်ဆီးတတ်ထို့ကြောင့်ချစ်ချင်းမြတ်တာသည်အကျင့်တရားပြည့်စုံရာဖြစ်တည်း You see, under grace, the Holy Spirit is our power and love is our motivation. ကျွန်တော်တို့ကျေးဇူးတရားအောက်မှာတန်ရှင်းသောဝိညာဉ်တော်ဟာကျွန်တော်တို့ရဲ့တကိုးဖြစ်ပြီးတော့ချစ်ချင်းမြတ်တာကကျွန်တော်တို့ရဲ့တွန်းအားဖြစ်ပါ It is not blessing or nor is it fear of cursing. ကျွန်တော်တို့ကိုတွန်းအားပေးတဲ့အရာကကောင်းကြီးမင်္ဂလာလိုချင်တဲ့ဆန္ဒလည်းမဟုတ်ဘူးအမင်္ဂလာကျင့်ခြင်းကိုကြောက်ခြင်းကနေလာတဲ့အရာလည်းမဟုတ်ပါဘူး You see, if we love God, we will not put any other gods before God. ကျွန်တော်ဖခင်ကိုတကယ်ချစ်တယ်ဆိုရင်တော့ကျွန်တော်တို့နဲ့ဖခင်ကြားထဲမှာဘယ်အရာကိုမှကျွန်တော်တို့ကအခြားဖခင်အဖြစ်နဲ့အစားထိုးမှာမဟုတ်ပါဘူး If we love God, we will not take the Lord's name in vain. ကျွန်တော်ဖခင်ကိုတကယ်ချစ်တယ်ဆိုရင်တော့သူ့ရဲ့နာမကိုကျွန်တော်တို့ကြိုက်တယ်လို့အသုံးပြုမှာမဟုတ်ပါဘူး If we love God, we will not forsake setting a day aside to worship him. ရာဂီကိုကျွန်တော်တကယ်ချစ်တယ်ဆိုရင်တော့နေ့ရက်စဉ်တိုင်းသူ့ကိုကိုးကွယ်ဖို့ရတဲ့ကျွန်တော်ရဲ့အချိန်ကိုတီးတန့်ထားဖို့ရအတွက်ကျွန်တော်ဝင်လေးမှာမဟုတ်ပါဘူး If we love God and others, we will not sleep with another man's wife.
ကျွန်တော်ဖယားကိုတကယ်ချစ်တယ်ဆိုရင်တော့ဖယားနဲ့အခြားသူကိုတကယ်ချစ်တယ်ဆိုရင်တော့အခြားသူ့မယားကိုကျွန်တော်လုံးပြစ်မှားမှာမဟုတ်ပါဘူး If we love God and others, we will not take another man's life. ကျွန်တော်တို့ဖယားကိုတကယ်ချစ်ပြီးတော့အခြားသူများကိုချစ်တယ်ဆိုရင်တော့သူ့အသက်ကိုကျွန်တော်တတ်မှာမဟုတ်ပါဘူး If we love God and others, we will not lie, will not steal from our neighbor. ကျွန်တော်ဖယားကိုတကယ်ချစ်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့အိမ်နီးချင်းရဲ့ပစ္စည်းကိုခိုးမှာမဟုတ်ပါဘူးလိမ်ညာမှာမဟုတ်ပါဘူး You see, love and not law is the proper motivation for a Holy Spirit-filled, victorious living. ကျွန်တော်တို့ဝိညာဉ်တော်နဲ့ပြေဝပြီးတော့အောင်နိုင်သောအသက်တာအတွက်ဆိုရင်တကယ်တော့ပြည့်ညက်တရားမဟုတ်ဘဲနဲ့ချစ်ချင်းမေတ္တာဆိုတဲ့အရာကအဓိကတော့ချက်ပါ You know, if Jesus were to come into our midst right now, ဒီနေ့မှာကျွန်တော်တို့ရဲ့ဂျားထဲမှာခရစ်တော်ဆင်းသက်ကြွလာခဲ့မယ်ဆိုတာဆို and if we could ask him this question, ကျွန်တော်တို့သူ့ကိုဒီမိခွန်းလေးမေးလို့ရပါတယ် we would ask him this question and say, Jesus, I have spent a great deal of my time and energy on different things in this world. Now I want the rest of my life to really count. So what one commandment is more important than anything else? အော်ကိုရောရဲ့နော်ဒီလောကမှာကျွန်တော်တော်တော်လေးကိုကျွန်တော်နှစ်သက်ရာအရာတွေမှာကျွန်တော်အချိန်သုံးခဲ့ပြီးပြီအခုကြံရှိတဲ့ကျွန်တော်ရဲ့ဘဝတစ်ခုလုံးအားလုံးကိုအရေးကြီးဆုံးသောအရာအထီးရောက်ဆုံးသောအရာအတွက်ကျွန်တော်အသုံးပြုချင်ပါတယ်ကိုရောရဲ့ကျွန်တော်ဘယ်အရာအတွက်နော်ဘယ်အရာကအရေးကြီးဆုံးဖြစ်တယ်လဲလို့ကျွန်တော်ခရစ်တော်ကိုမေးမယ်ဆိုရင် You know, somebody asked him that question and Jesus gave an answer. အဲ့လိုမေးခွန်းကိုခရစ်တော်ထံမှာတစုံတစ်ယောက်သောသူကမေးခဲ့ဘူးပါတယ်ခရစ်တော်ကလည်းအဖြေပေးခဲ့ပါတယ် And here's what he said in Matthew chapter 22 and verse 36. ရှင်မဿဲအခန်းကြီး20အပိုင်းငယ်36မှာကျွန်တော်တို့တွေ့နိုင်ပါတယ် Jesus answered and said, you shall love the Lord your God with all of your heart, with all of your soul, and all of your mind, because this is the first and the great commandment, and the second is like it. You shall love your neighbor as yourself. And on these two commandments hang all the law and the prophets. Matthew 22. ရှင်မဿဲခရစ်ဝင်ကျမ်းအခန်းကြီး20အပိုင်းငယ်36မှာခရစ်တော်ကယေရှုကသင်ဘုရားသခင်ထာဝရဘုရားကိုစိတ်နှလုံးအကျဉ်းမဲ့ဉာဏ်ရှိသမျှနဲ့ချစ်တော်မူသောပညတ်သည်ပထမပညတ်ဖြစ်၏ကြီးမြတ်သောပညတ်လည်းဖြစ်၏ထိုမှတပါကိုယ်နဲ့ဆက်ဆိုင်သောသူကိုကိုယ်နဲ့မျှချစ်တော်မူသောဒုတိယပညတ်သည်ပထမပညတ်နဲ့သဘောတူ၏ဤပညတ်နှစ်ပါးတို့ကပညတ်တိကျမ်းနဲ့အနာဂတ်တိကျမ်းရှိသမျှတွေအချုပ်ချပင်ဖြစ်သည်ဟုမိန့်တော်မူ၏. You see, the difference between living under law and living under grace is under grace, we have a new power. And that's the power of the Holy Spirit that enables us to obey the law of Christ. ကျွန်တော်တို့နော်ဒီပညတ်တော်ကာလနဲ့ခြေဆုတရားကာလနဲ့ထူးခြားချက်ကခြေဆုတရားကာလမှာတော့ကျွန်တော်ဘုရားသခင်ကိုနာခံဖို့ရအတွက်တကိုးရှိတယ်။အဲ့ဒီတကိုးကဘုရားကိုနာခံဖို့ရအတွက်ကျွန်တော်တို့ကိုမဆာပေးတယ်. And we have a new incentive that motivates us to obey the law of Christ, and that is love. ထို့ပြင်ဘုရားသခင်ကိုကျွန်တော်တို့ကနာခံခြင်းနဲ့တွန်းအားရှိတယ်။အဲ့ဒီတွန်းအားကချစ်ခြင်းမေတ္တာဖြစ်ပါတယ်။အဲ့ဒီချစ်ခြင်းမေတ္တာကြောင့်ကျွန်တော်တို့ကဘုရားကိုနာခံတာဖြစ်တယ်. Because love is the fulfillment of the law. ဘာဖြစ်လို့လဲဆိုတော့ချစ်ခြင်းမေတ္တာဟာဆိုရင်တော့ပညတ်တိကျမ်းတွေအားလုံးကိုချုပ်ချတဲ့ပြည့်စုံစေတဲ့အရာဖြစ်တယ်. And friends, if we're going to live in the fullness of Christ and live an obedient, overcoming, victorious Christian life, then we need to realize that we're not under law. We are under grace. ဒီနေ့မှာမိတ်ဆွေတို့ကျွန်တော်တို့အောင်နိုင်သောခရိယန်အသက်တာဝိညာဉ်တော်နဲ့ပြည့်ဝသောအသက်တာနဲ့ကျွန်တော်အသက်ရှင်နေဆိုရင်တော့ကျွန်တော်တို့ဟာပြည့်ညတ်တရားအောက်မှာမဟုတ်တော့ဘဲနဲ့ကျွန်တော်တို့ဟာယေရှုတရားအောက်မှာရှိနေပြီဆိုတဲ့အရာကိုကျွန်တော်မဖြစ်မနေနားလည်ရပါမယ်. You see, the law says, do and you will be blessed. ပြည့်ညတ်တရားကဘယ်လိုပြောသလဲလုပ်ပါသာလျှင်သင်ဒီကောင်းကြီးကိုခံစားရမယ်. But grace says, I do because I am blessed. ဒါပေမဲ့ယေရှုတရားကတော့ဘယ်လိုပြောသလဲဆိုရင်တော့ငါလုပ်ရတဲ့အကြောင်းရင်းကငါကောင်းကြီးကိုခံစားရပြီးဖြစ်တဲ့အတွက်ကြောင့်ကိုပြောပါတယ်. You see, the law lives life in the flesh,
but grace lives life in the spirit. ကျွန်တော်တို့ပညတ်တရားဟာဆိုရင်တော့ဇာတိပကတိအထဲမှာအသက်ရှင်တယ်ဒါပေမဲ့ယေရှုတရားကကြတော့ဝိညာဉ်တော်ထဲ၌အသက်ရှင်ပါပြီ Law is motivated by fear, but grace is motivated by love. ပညတ်တရားဟာကြတော့ကြောက်ရွံ့ခြင်းကနေကြောက်ရွံ့ခြင်းကြောင့်လုပ်တာဖြစ်ပေမဲ့ယေရှုတရားကကြတော့ချစ်ခြင်းမေတ္တာရဲ့တိုက်တွန်းခြင်းကြောင့်လုပ်တာဖြစ်ပါ You see, law produces defeat, guilt, condemnation, and results in duty. ပညတ်တရားကကြတော့ရှုံးနိမ့်ခြင်းကိုပဲအမြဲယူဆောင်လာပေးတယ်မလုံးမလဲဖြစ်ခြင်းတရားစီရင်ခြင်းเนาะအဲ့ဒီအရာတွေနဲ့ပဲသူကလုံးပန်းနေရတယ် But grace produces victory, security, acceptance, and always results in freedom. ဒါပေမဲ့ယေရှုတရားကကြတော့เนาะအောင်နိုင်ခြင်းကိုယူဆောင်လာပေးတယ်လုံခြုံခြင်းလက်ခံခြင်းလွတ်လပ်ခြင်းဆိုတဲ့အရာတွေကိုယေရှုတရားကဖြစ်စေပါ Friends, we need to start living our life under God's amazing grace. မိတ်ဆွေတို့ဒီနေ့မှာကျွန်တော်တို့ရဲ့အသက်တာကိုခရစ်တော်ရဲ့ဘုရားသခင်ရဲ့ကြီးမားတဲ့ယေရှုတရားအောက်မှာစပြီးတော့အသက်ရှင်ဖို့လိုအပ်ပါပြီ You see, when we start serving and living for God in the power of the Holy Spirit, motivated by love, here's what's going to happen. ကျွန်တော်တို့ဘုရားသခင်ရဲ့เนาะယေရှုတရားအောက်မှာဝိညာဉ်တော်နဲ့ပြေဝခြင်းနဲ့ဒီကျွန်တော်တို့ချစ်ချင်းမေတ္တာရဲ့တိုက်တွန်းခြင်းနဲ့ကျွန်တော်အသက်ရှင်တဲ့အခါမှာဘာတွေဖြစ်လာသလဲဆိုရင်เนาะ We'll start obeying God, not because we have to, but because we want to. ကျွန်တော်ဘုရားသခင်ကိုနာခံရတဲ့အကြောင်းရင်းကမဖြစ်မနေလုပ်ရလို့မဟုတ်ဘဲနဲ့ကျွန်တော်တို့ကိုယ်တိုင်ကလုပ်ရှင်တဲ့အတွက်ကြောင့်ဆိုတာဖြစ်လာတယ် We'll start serving God, not out of fear, but out of love. ဘုရားရဲ့စေကိုကျွန်တော်ခံလာတယ်ဘာဖြစ်လို့လဲဆိုတော့ကြောက်ရွံ့ခြင်းကြောင့်မဟုတ်တော့ဘဲနဲ့ချစ်ချင်းတရားကြောင့်ဖြစ်လာတယ် We'll start giving to God, not to be blessed by God, but because we've been blessed by God. ဘုရားသခင်ရဲ့နိုင်ငံတော်တဲ့ကျွန်တော်ပေးကမ်းလာတယ်ဘာဖြစ်လို့လဲဆိုရင်တော့ကောင်းကြီးရခြင်းတော့မဟုတ်ဘဲနဲ့ကောင်းကြီးရပြီးသားဖြစ်တဲ့အတွက်ကြောင့်ပေးတာဖြစ်တယ် You see, when we start living under grace, empowered by the Spirit, motivated by love, there'll be no more false guilt. ကျွန်တော်တို့နှလုံးသားထဲမှာနော်မလုံးမလဲဖြစ်တဲ့အရာတွေမရှိတော့ပါဘူး We won't be critical of others who maybe are more blessed than we are. ကျွန်တော်တို့တက်ပို့ပြီးတော့ကောင်းကြီးခံစားရတဲ့သူတွေကိုလည်းကျွန်တော်ဝေဖန်မှာမဟုတ်ဘူး And we'll stop performing and we'll start truly worshiping our God. ကျွန်တော်တို့ကလှုပ်ဆောင်ခြင်းတွေနဲ့ပဲစူးစမ်းမှာမဟုတ်ဘဲနဲ့စစ်မှန်သောဝတ်ပြုကိုးကွယ်ခြင်းနဲ့ကျွန်တော်တို့ဘုရားသခင်ကိုကိုးကွယ်မှာဖြစ်ပါတယ် And friends, we'll start impacting our world around us in a great and mighty way. အဲ့ဒီအခါမှာကျွန်တော်တို့ရဲ့အနီးနားမှာရှိတဲ့လူတွေကိုကျွန်တော်တို့ကြီးမားစွာနဲ့သူတို့ရဲ့အသက်တာကိုကျွန်တော်တို့ကတို့ထိလာနိုင်မှာဖြစ်တယ် May it be said of us, as it was said of this early church in Acts 4 and verse 33. ဓမ္မတော်ဝတ္ထုအခန်းကြီး၄ထဲမှာဒီကနေ့ဥယုံကြည်သူတွေပြောတဲ့စကားလေးဟာဆိုရင်တော့ကျွန်တော်တို့အားလုံးပြောတဲ့စကားလေးဖြစ်ပါစေ This church had this testimony. The Bible says, and great grace was upon them all. ဒီအခန်းကြီးလေးမှာတွေ့ရတဲ့အသင်းတော်ဟာဆိုရင်တမန်ကျမ်းစာကဘယ်လိုပြောထားလဲဘုရားသခင်ရဲ့ကြီးမားတဲ့ဂျေဇုတရားဟာဆိုတော့သူတို့အပေါ်မှာတက်ရောက်တယ်လို့ပြောထားပါ And great grace was upon them because they realized that they were not under the law, but they were under God's amazing grace, empowered by the Spirit and motivated by love. ဘုရားသခင်ရဲ့ဂျေဇုတရားကသူတို့ရဲ့အပေါ်မှာဘာဖြစ်လို့ကြီးမားစွာတက်ရောက်တယ်လဲဆိုတော့သူတို့ဟာပညာတရားရဲ့အောက်မှာမဟုတ်တော့ဘဲနဲ့ဘုရားသခင်ရဲ့ဂျေဇုတရားအောက်မှာရောက်ပြီဆိုတာကိုသူတို့သိပြီးတော့ချစ်ခြင်းမေတ္တာရဲ့တိုက်တွန်းခြင်းနဲ့သူတို့ကအစီကိုခံလို့ဖြစ်ပါတယ် May God take his word and may we be blessed by it today. ဒီနေ့မှာဘုရားသခင်ရဲ့သူ့ရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်ရဲ့နှလုံးသားထဲမှာကောင်းကြီးဖြစ်စေဖို့ကျွန်တော်မျှော်လင့်ပါတယ် Let's pray together. ဆုတောင်းကြပါစို့ Lord, we're thankful that we are no longer under the demands of the law. အိုကိုလိုရှင်ဘုရားယေရှုတင်ပါတယ်ဒီနေ့မှာကျွန်တော်တို့ဟာပညာတရားရဲ့တောင်းဆိုမှုအောက်မှာမဟုတ်တော့ပါဘူး Lord, thank you today that you don't bless us because we're good or curse us when we're bad. အိုကိုလိုရှင်ကျွန်တော်တို့ယေရှုတင်ပါတယ်ဒီနေ့မှာကျွန်တော်တို့
Kuroshin, Channel Kauno Kuro, County Piram Hoba, Channel Sulu Kuroshin, General Chaina Lem Hoba. We know that you chasten us because you love us as a heavenly Father and want the best for us. Kuroshin, Channel Gusomare, Shibare, Bajon Sura, Kuro Hachanori, accounting a pop, Chitty at Twitch, Chanori at Tedama Kuro, accounts on Pussy Channel Pibar. But Lord, we're thankful today that we're under your amazing grace. O Kuro Channel Dinima. Two Jesu Tene Yaga, Chanaru Hakuro, Chimare, Jesu Tea Alma Shini Lubame. We've been set free from the power of sin and the demands of the law. Dinima Chanaru Hasuino, Pia the Go Augani, Lumia Bido, Pina Tiae, Augani Legend Lumia Kebi Kidde. May we live in the power of your indwelling spirit. Dinima Kuroye Chingo de Tanshino Winging or the good attention Naibukuro Masab. And may we be motivated by your great love for us. We thank you. In Jesus' name, amen. 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 God bless you guys. Amen. 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 It's a great, great message for us, especially for me. So not just say Madama Chimare Senkomune Nalemu Jesutemare. So no Celebidoma. So no that page in the Koshibare. General Facebook မှာလည်းပဲ